အရေးကြီးတာကတော့ဒီ system ကယုံကြည်စိတ်ချမှုရှိတဲ့ system တစ်ခုဖြစ်ဖို့လိုအပ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ခုနပြောသလိုမျိုးပေါ့နော်ဒီတော်ရေးက9နှစ်ရှိနေပြီ ultimate goal ကတော့အားလုံးကတူနေကြတယ်ဆိုအဲ့ရောက်တဲ့ပန်းတိုင်ကိုရောက်နိုင်ဖို့ပေါ့နော်ယုံကြည်စိတ်ချမှု system ဘယ်လိုရှိတယ်လဲ platform ဘယ်လိုလုပ်ကြမလဲ transparency case ဘယ်လိုလုပ်ကြမလဲ accountability ဘယ်လိုမျိုးရှိတယ်လဲအဲ့အမျိုးတွေကိုဆွေးနွေးနိုင်မှုပေါ့နော်လိုအပ်တယ်လို့ကျွန်မထင်ပါတယ်ဟုတ်ကဲ့အဲ့ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ကရှေ့ရပုံပြီးအဆင်ပြေမယ်လို့ကျွန်မထင်ပါတယ်ကိုယ့်ရဲ့အမြင်ကိုသုံးသပ်ရမယ်ဆိုရင်တော့ဒီတချို့တော်တော်များများပြောကြတယ်အခုဒေါ်လာကြီးကာလဖြစ်တဲ့အတွက်ကြောင့်မလို့ system တွေ institution တွေကမလိုဘူးပေါ့နော်ဒီ simply တလို့ကျွန်တော်တို့ CE ကိုပဲဦးစားပေးရမယ် CE အရာကျွန်တော်တို့အနိုင်ရလို့ရှိရင်အားလုံးက simply သွားမယ်ဆိုပြီးတော့အမြင်တဲ့ခေါင်းဆောင်တွေပညာရှင်တွေလည်းရှိကြတယ်ပေါ့နော်ဆိုတော့ဒါပေမဲ့ကျွန်တော်အမြင်ကတော့ institution လို့တဲ့အခုဒေါ်လာကြီးကာလမှာခိုင်မာတဲ့ institution လို့တဲ့ system လို့တဲ့ system မရှိဘူးဆိုလို့ရှိရင်သူကဥပဒေမရှိတဲ့ဘောင်မရှိတဲ့ဒေါ်လာကြီးဖြစ်နေမှာပေါ့နော်တယောက်နှစ်ယောက်ကကြိုက်တယ်လို့ချဲလဲပြီးတော့မှလုတ်တဲ့ဖွဲ့စည်းဒေါ်လာကြီးဖြစ်နေမှာပေါ့နော်ကြီးညာချစ်တဲ့ပပဆိုင်ရမတွေသူတို့ထုတ်ပါတယ်ဒါပေမဲ့အဲ့ဒီဟာတွေကကိုယ့်ရဲ့ data အလိုက်ကိုကျင့်သုံးလားလောက်လားဆိုတာမြေးခုဖြစ်တယ်မမှားရင်ကြီးညာချစ်ကကြီးညာပဲကြီးညာလိုက်တာကိုယ့်ရဲ့ data အလိုက်မှာ account ထဲပေါ်တာတွေကိုယ့်ရဲ့ပြည်သူလူထုကိုတီးအောင်နားလည်အောင်ရှင်းပြတာတွေမရှိနေဘူးပေါ့နော်အဲ့ဒါကြောင့်ကျမတို့ကမခိုင်မာတာဖြစ်တယ်ကျမတို့ရဲ့ agreement တွေကမခိုင်မာနေဘူးဒါကြောင့်ကျမတို့ကကိုယ့်ရဲ့ပြည်သူလူထုတွေကိုမြန်မာပြည်အနေနဲ့ကြည့်မယ်ဆိုတတိယအချက်လက်ခုနက agreement နဲ့ကျမတို့ဒီတော်လိုင်းရေးအချင်းချင်းတွေမှာလုပ်တဲ့ချိန်မှာကျမတို့ agreement တွေကိုတတိယနေမှာဖော်ပြရုံနဲ့မလုံလောက်ဘူးတကယ် account ထဲပေါ်ရမယ်တတိယချက်လက်ကိုပြည်သူတွေကိုမျှဝေရမယ်ပြီးလို့ရှိရင်ကျမတို့ရဲ့ဘန္နာရေးတော်လကောင်တာဝန်ခံမှုပေါ့နော်ကျမတို့လုပ်ရမယ်ပြီးလို့ရှိရင်ပြန်လေသုံးသက်ရမယ်ခုန agreement တွေတိုင်းကလောလောဆယ်မှာတော့အဲ့ဒီဟာကသူ့အချိန်ကာလက perfect ဖြစ်လာမယ်ဒါပေမဲ့တကယ် account ထဲပေါ်တဲ့အချိန်မှာခက်ခဲဖြစ်တာလည်းဖြစ်နိုင်တယ်အဲ့ဒါဒီဟာတွေကကျမတို့ကပြန်လေသုံးသက်ရမှာဖြစ်တယ်ဒီဟာတွေကိုစောင့်ကြည့်လေ့လာတဲ့ရန်တရားတွေပေါ့နော်ဒါကျမတို့ရှိဖို့လိုအပ်တယ်လို့ကျမအနေနဲ့မြင်တယ်ပထမဆုံးကျွန်တော်တို့ရဲ့ဘုံရေမှန်းချက်ကိုအတူတူပူးပေါင်းပြီးတော့လှုပ်ဆောင်မဲ့ institution တခုကောင်းကောင်းလေးတခုကတော့တည်ဆောက်ရင်ကောင်းမယ်လို့မြင်ပါတယ်ဟုတ်အားလုံးမင်္ဂလာပါဂျဇိုလင်ပို့စ်ရဲ့အစီအစဉ်တစ်ခုပြီးတဲ့လူငယ်စကားဝဲပေါ့နော်ဒီဘုံရန်သူကူထူးနဲ့ရဲဘော်ချင်းပေါင်းဆက်ဆိုတဲ့အစီအစဉ်ပိုင်းนี้ဖြစ်ပါတယ်ပိုင်းတစ်မှာတော့ဘုံရန်သူကူရင်ဆိုင်နိုင်ဖို့ကျွန်တော်ဘယ်လိုညီညွတ်မှုမျိုးလိုအပ်နေလဲဆိုတဲ့ဟာကိုကျွန်တော်ဆွေးနွေးခဲ့ကြပါတယ်ပိုင်းนี้မှာတော့ကျွန်တော်ညီညွတ်ချင်တယ်ဆိုရင်တော့ဘယ်လိုစနစ်တကျနဲ့လက်တွဲကြမလဲဆိုတဲ့အပိုက်ကိုကျွန်တော်ဆွေးနွေးသွားမှာဖြစ်ပါတယ်မတူနေတဲ့အဖွဲ့အစည်းတွေကြားမှာပူးပေါင်းဆောင်ရွက်မှုတွေကိုကျွန်တော်ဘယ်လိုတည်ဆောက်ကြမလဲ Federal Democracy အတွက်လိုအပ်တဲ့ကျွန်တော်ဒီဖွဲ့စည်းပုံပေါ့နော် institution တွေကိုဘယ်လိုတည်ဆောက်သွားမလဲဆိုတာတွေကိုဆရာမမိငယ်ရဲ့ပြီးတော့လူအခွင့်အရေးပညာရှင်ဒေါက်တာလွန်ခမ်ရဲ့ကျောင်းသူစီဒီအမ်ပေါ့နော်စီဒီအမ်ကျောင်းသူနေမာလီဂျူလီတို့ဖြစ်ပါတယ်ဆိုတော့ဒီနေ့မှာတော့ကျွန်တော်တို့ဘယ်သူမားတယ်ဘယ်သူမှန်တယ်ဆိုတဲ့ဟာမျိုးမဟုတ်ဘဲနဲ့ကျွန်တော်လက်တွေ့လုပ်နိုင်တဲ့နီလန်းတွေပေါ့နော်အတူတကွစဉ်းစားပြီးတော့ဆွေးနွေးသွားကြဖို့ဖြစ်ပါတယ်ဆိုတော့ဆရာမတို့အားလုံးမင်္ဂလာပါလို့အရင်ဆုံးနှုတ်ဆက်ချင်ပါတယ်ခင်ဗျအစီအစဉ်မှာပါဝင်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျဆိုတော့ပထမဆုံးအနေနဲ့လက်ရှိကျွန်တော်တို့တော်လိုင်းရေးအင်အားစုတွေကြားထဲမှာကျွန်တော်ညီညွတ်ရေးအရေးကြီးတယ်ညီညွတ်မှုအရေးကြီးတယ်ကျွန်တော်အများအားပြောခဲ့ကြတာဖြစ်တယ်ဒီနောက်ပိုင်းမှာဆိုရင်တော့ကျွန်တော်မညီညွတ်ရင်မဖြစ်တော့ဘူးပေါ့နော်ကျွန်တော်မညီညွတ်လို့ကတော့နစ်နာမယ်ဆိုပြီးတော့ပြောလာကြတာကျွန်တော်တွေ့ရတာဖြစ်ပါတယ်ဆိုတော့လက်ရှိတော်လိုင်းရေးအင်အားစုတွေကြားမှာညီညွတ်မှုကဘယ်လောက်ထိအားကောင်းနေတယ်လဲဆိုတဲ့ဟာဘယ်လိုဖြစ်နေတယ်လဲအခြေအနေလေးအရင်ဆုံးဆွေးနွေးပြကြဖို့ကျွန်တော်ဆမ်မရောအမြင်အတိုင်းပေါ့နော်ကိုရဲ့လက်တွေ့အမြင်အတိုင်းလေးပေါ့ဆွေးနွေးပြကြဖို့အရင်ဆုံးဖိတ်ခေါ်ခြင်းပါတယ်ပထမဆုံးအနေနဲ့ဒေါက်တာလွန်ခမ်အနေနဲ့အရင်ဆုံးဆွေးနွေးပြပါအောင်ခင်ဗျဟုတ်ကဲ့ကျွန်မအရင်တော်တော်လေးပဲအရင်ပြောပါမယ်လို့ဟုတ်တယ်ညီညီ unity ဆိုတာကအမြဲတမ်းရပ်ဖို့တော့ခက်ပါတယ်ဘာဖြစ်လို့လဲဆိုတော့လူတိုင်းကကိုယ့်ရဲ့ဖွဲ့တိုင်းသူတို့ရဲ့ရည်ရွယ်ချက်နဲ့သူတို့ဆိုတဲ့အခါကျတော့လေတရားမှာတရားအားလုံးတူမယ်ရည်မှန်းချက်တူမယ်ဆိုတာတော့တရားမှာတရားကွတိunity ဖြစ်ဖို့ကတော့ခက်ပါတယ်ဒါတော့ unity မရှိလို့မကောင်းဘူးလို့ပြောတာမဟုတ်ပါဘူးဒါပေမဲ့ goal တွေအသီးသီးရှိကြတဲ့အခါကျတော့အဲ့ဒီကျမတို့ unity လို့ပြောတဲ့အခါကျတော့ဘယ်အပိုင်းတွေမှာကျမတို့အတူတူအလုပ်လုပ်လို့ရမလဲဘယ်နေရာတွေကိုတို့ cooperation လုပ်လို့ရမလဲဘယ်ဟာတွေကို unified front နဲ့လုပ်လို့ရမလဲဘယ်ဟာတွေကိုကိုယ့်ဟာကိုဘယ်ချက်တွေက non negotiable ဖြစ်တယ်လဲဆိုတဲ့ဟာမျိုးကိုကိုယ့်ရဲ့ဖွဲ့စည်းတိုင်းလို့ခွဲခြားပြီးမှပဲပေါ့နော်အားလုံးကအဲ့ဒါဆိုလို့ရှိရင်ဘယ်နေရာပိုင်းမှာဒီလိုလုပ်ကြမလဲဆိုတဲ့ဟာမျိုးကတော့ကျမထင်တယ်ပို့ပြီးတော့ practical ပို့ဖြစ်မလားလို့ဘာဖြစ်လို့လဲဆိုတော့ unity လို့ကျမတို့ပြောတဲ့အခါကျတော့လူတိုင်းရဲ့ definition of unity အဓိပ္ပာယ်မတူကြဘူးဆိုတဲ့အခါကျတော့အဲ့ဒီဟာကိုတူဖို့တရား
ယ်တူဖို့စူးစမ်းမယ်ဆိုလို့ရှိရင်ဒီဟာကတော့ဖြစ်နိုင်ခြေကတော်တော်နည်းမယ်ထင်တယ်အဲ့ဒါကြောင့်မလို့လေကိုဖွဲ့နဲ့ကိုဘလို့ကိုဖွဲ့နဲ့ကို identify အရင်လုပ်ပြီးတော့ပေါ့နော်ကိုရဲ့ institution like ဖြစ်ဖြစ်ကိုရဲ့အဖွဲ့စီကနေပြီးတော့အဲ့လိုမျိုးခွဲခြားပြီးမှပဲစပြီးစကားစပြောတာကပိုထက်ရောက်မလားလို့ပါကျွန်မအမြင်ပြောတာပါဒီကတော့ကျွန်မ personal အမြင်ပါဟုတ်ကဲ့ကျေးဇူးပါဆရာမဆိုတော့ဆရာမမိငယ်အနေနဲ့လက်ရှိကျွန်တော်တို့ဒေါ်လာကြီးအေနာစုတူကြီးရဲ့ညီညွတ်မှုအခြေအနေလေးပေါ့နော်ဆရာမရဲ့အမြင်သုံးသပ်ပေးပါအောင်ခင်ဗျဟုတ်ရှိစုပါကျွန်မကတော့မြင်းငယ်ဖြစ်တယ်မိခင်ဖွဲ့စည်းက Women for Justice ပေါ့နော်အဲ့ဒါဖြစ်ပါတယ်ပေါ့အဲ့တော့ကျွန်တော်တို့အရေးကြီးတယ်ညီညွတ်ရေးရပေါ့နော်မရှိမဖြစ်အရေးကြီးတယ်ညီကိုညီညွတ်ရမယ်လို့ကျွန်မအနေနဲ့တော့မြင်တယ်ဒါပေမဲ့လည်းခုနရှေ့ရဆရာမလည်းပြောသွားရပါတော့ကိုတစ်ဖွဲ့နဲ့တစ်ဖွဲ့ကအရေးမှန်းချစ်တွေပန်းတိုင်တွေမတူဘူးပေါ့နော်ဒါပေမဲ့ကျွန်မမြင်တာကတော့လေတူမှပဲကျွန်မတို့ကအလုပ်အတူတူလုပ်ရမှာတော့မဟုတ်နေဘူးဒါပေမဲ့ကျွန်မတို့ရဲ့ဘုံရန်သူပေါ့နော်ကတော့စစ်တပ်ပဲအားလုံးရဲ့ရန်သူဘယ်သူပဲကျွန်မတို့မိဘယ်တိုင်းသားအဖွဲ့အစည်းပဲမိကျွန်မတို့ကဘုံရန်သူကစစ်တပ်ဖြစ်တယ်ဘာဖြစ်ချင်လဲဘာလို့ရှင်လဲဆိုအကုန်လုံးက Federal Democracy ပဲအဲ့ဒါကြောင့်ကျွန်မတို့ကဒီတူတဲ့ဟာတော့ကျွန်မတို့မဖြစ်မနေလုပ်ရမယ်လို့မြင်တယ်ဘာလို့လဲဆိုတော့ကျမတို့တော်လိုင်းကာလာကခု9နှစ်ဖြစ်လာပြီပေါ့နော်အဲ့တော့ပြည်သူလူထုတွေမတောက်ခံနိုင်တော့အရန်ကိုမြန်မာပြည်ရန်ခက်ခဲနေပေါ့နော်အဲ့ဒါဆိုကျမတို့ကမဖြစ်မနေညီညွတ်ရေးကတော့ကျမတို့ compromise လုပ်ရမယ်ကျမတို့အချင်းချင်းကြားမှာကျမတို့ compromise မလုပ်လို့မရဘူးပေါ့နော်အဲကြောင့်ကျမတို့ဒီညီညွတ်ရေးကအင်မတန်ကိုလိုအပ်နေတာဖြစ်တယ်ဒါကျမတို့စကပုံသုံးရမယ်ဆိုရင်အနွားကွဲရင်ကြားဆွဲတယ်ဒီစကပုံအတိုင်းပဲပေါ့နော်ကျမတို့တွေကဒီရန်သူကကျင့်သုံးနေတဲ့က divide and rule ဖြစ်တယ်အဲ့တော့ကျမတို့ကဒီ divide မခံချင်တော့ဒါကျမတို့ကညီညွတ်ရမှာဖြစ်တယ်ဒါကြောင့်ဒီဟာကစီယာနဲ့ကျမတက်ချင်းမတက်ချင်းမဟုတ်ဘူးစီယာကလည်းတော်လိုင်းရေးလို့ချင်တယ်ကျမကလည်းတော်လိုင်းရေးကိုအောင်မြင်ချင်တယ်ဒါကြောင့်ဒီအောင်ချင်တဲ့ဟာကိုတော့ကျမတို့ကအတူတူတွဲမှာပဲကျမတို့လူချင်တဲ့ပန်းတိုင်ရောက်မယ်ဘာလို့လဲဆိုတော့ကျမတို့ဒါစဉ်းစားစရာဖြစ်တယ်တော်လိုင်းရေးကာလကကျမတို့အစဒီ2021ဖြစ်ခါစားမှာဆိုရင်ကျမတို့အရန်ကိုတက်ကြွနဲ့ပါဝင်ခဲ့တယ်ဒါပေမဲ့ဒီနေ့အနေထားကျမတို့ချိမယ်ဆိုရင်ကွဲလာတာကိုမြင်ရတယ်ပေါ့နော်ဒါကြောင့်ကျမတို့ကမြင့်မြတ်ဆက်ဆက်ကျမတို့ညီညွတ်ရမယ်လူတိုင်းမှာကို principle နဲ့ကိုရှိတယ်ဒါပေမဲ့လည်းခုနကကျမတို့ဘုံရန်သူကိုတူချင်းအဖြစ်ကျမတို့အတူတူလုပ်ရမှာဟာတွေတော့ရှိတယ်ပေါ့နော်ဒါကြောင့်ကျမတို့ဒီညီညွတ်ရေးကဒီတော်လန်ရေးကိုပဲကြည့်ကျမတို့ data အလိုက်ကိုပဲကြည့်အများကြီးမညီညွတ်မှုတွေရှိတယ်ဒါအမှန်တမ်းပဲပေါ့နော်ကျမတို့မညီညွတ်ဖို့အများကြီးရှိတယ်ဒါပေမဲ့ဒီဟာတွေကကျမတို့ကမဖြစ်မနေကျမတို့ကညီညွတ်ရမှာပဲကျမတို့လိုချင်တာကအတူတူဖြစ်တဲ့အတွက်ကျမတို့အတူတူတိုက်ရမယ်အတူတူလုပ်ရမယ်ပေါ့နော်အဲ့လိုတော့ကျမအနေနဲ့တော့မြင်မိတယ်ပေါ့ဟုတ်ကဲ့ပါဆရာမကျေးဇူးပါခင်ဗျဆိုတော့ညီမလေးဂျူလီကဒီလက်ရှိချိန်မှာတော်လိုင်းအေနာစုတွေညီမလေးအမြင်နဲ့ညီညွတ်ကြတယ်လို့မြင်သလားဟုတ်ကဲ့မင်္ဂလာပါကျွန်မအမြင်ကပြောရမယ်ဆိုရင်ညီညွတ်ရေးဆိုတာကျွန်တော်တို့ဒီတုံးနဲ့သူကအမြင်မတူကြဘူးနော်ဒီအမြင်မတူတဲ့ဟာကိုကျွန်တော်တို့ပုံရိပ်မှန်းချက်တစ်ခုတည်းဆောက်လုပ်ဖို့တူတူပိုးပေါင်းပြီးတော့လုပ်တာကိုကျွန်တော်က unity လို့မြင်တယ်ပေါ့နော်ပြီးတော့Federal Democracy ရဲ့အဓိကသဘောတရားဖြစ်တဲ့ဒီ several နဲ့ share ကလည်း unity နဲ့ diversity ကိုထိန်းညှိပြီးတဲ့အရာလို့မြင်ပါတယ်လို့ပြောချင်ပါတယ်ဟုတ်ကဲ့ကျေးဇူးပါခင်ဗျဆရာမတို့ဆွေးနွေးတဲ့အချိန်မှာလည်းကျွန်တော်တို့ညီညွတ်ရေးကျွန်တော်အားလုံးကနေပြီးတော့ညီညွတ်ရေးလိုချင်ကြတယ်ဒါပေမဲ့လက်ရှိအချိန်မှာခါရလောက်တဲ့ညီညွတ်မှုကျွန်တော်တို့မတွေ့ရဘူးပေါ့လေဆိုတော့ဒီညီညွတ်ရေးကိုကျွန်တော်လက်ရှိမှာအားလုံးအနေနဲ့ကျွန်တော်လိုချင်ကြတာကဒီစစ်အာဏာရှင်ကိုလည်းလိုချင်ကြဘူး Federal Democracy ကျွန်တော်တည်ဆောက်သွားချင်ကြတယ်ကျွန်တော်ညီညွတ်မှုအတွက်အားလုံးအတူသွားဖို့ပေါ့နော်။စနစ်တကျကျွန်တော်ဘယ်လိုသွားမလဲဆိုတဲ့အပိုင်းပေါ့နော်။ဒုတိယအပိုင်းမှာကျွန်တော်သွားချင်ပါတယ်ဆိုတော့အားလုံးကနေကိုနီကိုအားနဲ့ပဲလုပ်ကြတယ်ဆိုရင်တော့ရည်ရှိမှာဘယ်လိုပြဿနာဖြစ်နိုင်မလဲဆိုတဲ့ဟာပေါ့လေဆရာတို့ဆွေးနွေးပြီးကိုကျွန်တော်မေတ္တာရက်ခံချင်တယ်ဆိုတော့ဒီလက်ရှိအချိန်မှာကျွန်တော်အဖွဲ့အစည်းတွေအများကြီးရှိနေပြီးတော့လက်ရှိအချိန်ထိပဲပေါ့လေဒီကိုနီကိုဟာနဲ့လုပ်နေတဲ့ဟာတွေအများကြီးရှိနေတယ်ဒီသားအနေနဲ့လုပ်နေတဲ့ဟာတွေရှိနေတဲ့အခြေအနေဟာကျွန်တော်ရည်ရှိမှာကျွန်တော်တော်လာရေးပုံမြင်ဖို့အတွက်ဘယ်လောက်ထိပေါ့နော်ပြဿနာတွေဖြစ်နိုင်လဲဆိုတဲ့အားပေါ့နော်အရင်ဆုံးဆရာမမိငယ်ဆွေးနွေးပြီးပါလားဟုတ်ကဲ့ပထမဆုံးအနေနဲ့ဒါကျမတို့ချိမယ်ဆိုဥမာစကိုင်းတိုင်းစကိုင်းတိုင်းတို့ဒီအဓိက dry zone ပေါ့နော်ဒီစကိုင်းမကွေးတွေဒီဟာတွေကတော့ဒါကျမတို့27နောက်ပိုင်းမှာဒါကျမတို့ခံတော်လန်ရင်းနဲ့ပတ်သက်ပြီးမှဒါတွေ့ကြုံရှိတာဖြစ်တယ်ဒါပေမဲ့တခြား data တွေကတော့ကြာပြီပေါ့နော်ဒီမြန်မာပြည်ရဲ့လွတ်လပ်ရေးရကြတဲ့ကဒီကျမတို့ပြည်ရိုးစစ်တွေကဒါကျမတို့ဖြစ်နေတာဖြစ်တယ်ပေါ့နော်ဒါကြောင့်အခုမှပဲဒါလူအများစုကဒီ debate channel တွေပေါ့နော် dry zone ကဒါကျမတို့ခံစားရတာဖြစ်တယ်ပေါ့နော်အဲ့တော့ကျမတို့အဲ့ဒီ data တွေမှာလည်းချိမယ်ဆိုခုနက
စုဖွဲ့မှုကဒီ code of conduct အောက်မှာရှိဖို့ကအင်မတန်အရေးကြီးတယ်ဘာလို့လဲဆိုတော့ကျမတို့အဲ့လိုမျိုးမရှိချင်းအပြင်ယနေ့ချိန်မှာတချို့ဖွဲ့တွေအလေးဝင်တာတွေ့ရတယ်တချို့ဖွဲ့တွေကအဖွဲ့ချင်းချင်း code of conduct အောက်မှာမနေနိုင်လို့အဖွဲ့ချင်းချင်းတိုက်တာကျမတို့ဒေါ်လာရဲ့ချင်းချင်းတိုက်တာအများကြီးရှိတယ်ပေါ့နော်ဒီအဓိကကျမတို့အဲ့ဒီကျမတို့ရဲ့ data တွေမှာအဲ့လိုမျိုးဒါကျမတို့တွေ့ရတာဖြစ်တယ်အဲ့ကြောင့်ကျမတို့တွေကစူစီမှုပြောပေါင်းစည်းမှုပဲပြောမဖြစ်မနေလောက်ကိုလောက်ရမယ့်ဟာဖြစ်တယ်မလောက်ဖို့ဆိုရေရှိမှာဒီထက်မကကျမတို့ကပြည်သူတွေပဲပြန်ခိုင်းရမှာဘာလို့လဲဆိုတော့ပြည်သူတွေမှာလက်နဲ့မရှိကျမတို့ဘာမှမရှိပေါ့နော်ဒါပေမဲ့ခုနကဒီလက်နဲ့ကန်အချင်းချင်းကြားမှာလည်းအင်တာဗျူးလုပ်တဲ့ကိစ္စတွေအများကြီးရှိတယ်ပေါ့နော်ဂျားမှာကကျမတို့ပြည်သူပဲခံနေရတာဖြစ်တယ်ဒါကြောင့်ကျမတို့ကဒီဟာတွေကမဖြစ်မနေကျမတို့စုဖွဲ့ဖို့လိုတယ်ဒီနေ့ချိန်မှာအဲ့ဒီလိုတွေသွားမယ်ဒီလိုဘာကြောင့်လက်နဲ့ရင်းနေချိန်မှာကန်ရလဲဆိုတော့သူတို့တော်လန်ရေးကိုအောင်မြင်ချီလို့စစ်တပ်ကိုတိုက်ချီလို့ရင်းနေချိန်မှာအဲ့လိုတွေကတော်လန်ရေးကိုခံတာဖြစ်တယ်ဒါပေမဲ့လည်းရင်းနေချိန်မှာပြည်သူကကွယ်လာဆိုရင်တော့မေခွန်းဖြစ်တယ်ဘာလို့လဲဆိုတော့ကျမတို့ကရင်းနေချိန်မှာပြည်သူတွေကအားကိုးရမယ့်အနေထားမှာကျမတို့ရောက်နေစစ်တပ်လည်းအားကိုးလို့မရကိုယ့်ရဲ့ဒေါ်လာနဲ့ကလည်းအားကိုးလို့မရအဲ့လိုမျိုးလွတ်တဲ့ကြားတွေမှာကျမတို့အများကြီးတွေ့နေရတယ်အခုချိန်မှာပေါ့နော်အဲ့တော့ဒီဟာတွေကအဓိကကျမတို့ data တွေမှာမဖြစ်မနေကျမတို့ပူပေါင်းဖို့လိုတယ်ပြီးလို့ရှိရင်လည်းကျမတို့ပူပေါင်းဖို့နေရာ platform လိုအပ်တယ်ဘာလို့လဲဆိုတော့နေရာမရှိမှလည်းကျမတို့ပြန်မှာပူပေါင်းမှာဆိုမြေခွန်းဖြစ်တယ်ပေါ့နော်အဲ့ကြောင့်ကျမတို့ခုနကအကုန်လုံးဆွတ်စည်းလို့ရမယ်အားလုံးပါဝင်လို့ရမယ်ဟာကျမတို့ platform လိုအပ်တယ်ပြီးလို့ရှိရင်အဲ့ဒီ platform ဒီလုံခြုံတဲ့ platform ဖြစ်ဖို့လိုတယ်ပြီးလို့ရှိရင်ကျမတို့ဒီ confidential ဘာသာစစ်ရေးနိုင်ငံရေးတွေကပြောလို့မရတဲ့ဟာတွေဖြစ်တယ်လက်ဝက်ဒီမှာကျမတို့လုံးရမယ့်နေရာတွေဖြစ်တယ်ဒါကြောင့်ဒီလိုမျိုး circle တွေကဒါကျမတို့က safe zone တွေက confidentiality လိုမျိုးကျမတို့ဖြစ်ဖို့လိုတယ်ဘာလို့လဲဆိုတော့ကျမတို့မြန်မာတမိုင်းကျောင်းတစ်လျှောက်ကိုကျမတို့ကြည့်မယ်ဆိုရင်ကျမတို့စစ်တပ်ကိုပဲကြည့်တူနိုင်ငံရေးဆွေးနွေးပွဲတွေငင်းချမ်းတွေဆွေးနွေးလာပြီဆိုရင်သူကဘယ်လိုလုပ်လဲအခုနရှေ့ကပြောတော့ divide and rule ပဲသူတောင်းတာဘယ်တစ်ဖွဲ့ချင်းစီကိုသူခေါ်တယ်ဒီတိုင်းတလည်းနဲ့ကန်ဖဲကအစုဖွဲ့နဲ့သွားမယ်အုပ်စုလိုက်သွားမယ်ဘယ်လောက်ဖဲပြောဒီစစ်တပ်ကခွဲပြီးမှပဲခေါ်တာကျမတို့မြင်ရတယ်တမိုင်းတစ်လျှောက်မှာပေါ့နော်ဒါကြောင့်ဒီနေ့မှာကျမတို့ကခုနကစုဖွဲ့ထားခြင်းရှိတယ်စုဖွဲ့နဲ့ကျမတို့နေထားတယ်ဆိုရင်ခုနကသူ့ဘက်ကဘယ်လောက်ဖဲခေါ်ကျမတို့လိုချင်တဲ့ပန်းတိုင်ကျမတို့ bottom of federalism ပြောနေတဲ့ဟာတွေကအဲ့ဒီချိန်မှာပဲကျမတို့တကယ်ဆွေးနွေးလို့ရမှာတကယ်ကျမတို့လိုချင်တဲ့ bottom of federalism မှာကျမတို့ရမယ်လို့ကျမအနေနဲ့မြင်တယ်ဘာလို့လဲဆိုရင်ဒီချိန်မှာကျမတို့လိုအပ်နေတာကဒီစုပေါင်းခေါင်းဆောင်ချင်းနဲ့ပေါ့နော်စုပေါင်းခေါင်းဆောင်မှုနဲ့ကျမတို့ကရှေ့ကိုတက်ရမှာဖြစ်တယ်မဟုတ်ဘူးဆိုရင်ကျမတို့တွေလိုချင်နေတဲ့ဟာကကျမတို့ရောက်ဖို့ကမလွယ်ဘူးပေါ့နော်ဘာလို့လဲဆိုတော့ကျမတို့ကတယောက်နဲ့တယောက်အားတာချက်တွေအားနဲ့ချက်တွေမတူဘူးအဲ့တော့အခုနကအားတာချက်တွေနဲ့အားနဲ့ချက်တွေကျမတို့ပေါင်းလိုက်မှကျမတို့လိုချင်တဲ့ဟာရောက်မှာဖြစ်တယ်ပေါ့နော်ဒါကြောင့်ဒီနေ့မှာကျမတို့ရဲ့ဒီစနစ်တွေပေါ့နော်ပူပေါင်းဆောင်ရွက်မှုစနစ်တွေကျွန်တော်အမျိုးမျိုးလှုပ်ထားတာတွေရှိပါတယ်ဒီ21နောက်ပိုင်းမှာပေါ့နော်ကျမတို့အစုဖွဲ့တွေအများကြီးလှုပ်ထားတာရှိတယ်အဲ့တော့ဒီဟာတွေကလည်းဒါကျမတို့ဘယ်ဟာမှအကောင်းဆုံးပြည့်စုံတယ်ဆိုတော့မရှိဘူးဒါကျမတို့လူတွေဖြစ်တယ်ပေါ့နော်ပြည့်မှာပြမိုးမရမှာကိုယ်နဲ့ကိုက်ညီတဲ့ဟာပေါ့နော်ညီရတဲ့ဟာတွေဒါကျမတို့လုပ်ရမယ်လို့ကျမအနေနဲ့မြင်တယ်ဒါကြောင့်ကျမတို့ဒီစစ်တပ်နဲ့စကားတော့ပြောတဲ့ချိန်မှာတော့၎င်းဘာလို့ဆိုကျမတို့မြန်မာတမိုင်းကြောင့်ကြည့်မယ်ဆိုရင်တိုက်ပွဲကိုတိုက်လို့အောင်မြင်တယ်ဖက်ဒရယ်ရသွားတာတခုမှကျမတို့မြန်မာတမိုင်းကြောင့်မရှိခဲ့ဘူးဒါကြောင့်ဒီနေ့မှာခုချိန်မှာတော့စကားပြောဖို့စကားဝိုင်းရောက်ဖို့တော့နည်းနည်းအလှမ်းဝေးသေးတယ်ဒါပေမဲ့ကျမတို့တစ်ချိန်မှာတော့ကျမတို့စပွဲပေါ်မှာစကားပြောတဲ့အချိန်ရောက်လာမှာအဲ့ဒီအချိန်မှာခုနကကျမတို့အတူတူစုပေါင်းထားတယ်ဆိုရင်တော့ခုနစကားဝိုင်းရောက်တဲ့ချိန်မှာအများကြီးအထောက်ပံ့ဖြစ်မယ်ကျမတို့တကယ်လိုချင်တဲ့ Bottom of Federalism ပေါ့နော်ကျမတို့ရောက်နိုင်မယ်ဆွေးနွေးနိုင်မယ်လို့ကျမအနေနဲ့တော့ယုံကြည်တယ်ပေါ့ဒါကြောင့်စနစ်တကျပူးပေါင်းဆောင်ရွက်မှုတွေ platform တွေကတော့မဖြစ်မနေပေါ့နော်ကျမတို့လုပ်ရမယ်လို့တော့မြင်တယ်ပေါ့ဟုတ်ကဲ့ကျေးဇူးပါဆရာမဆိုတော့ဒီဆရာမရဲ့ဆွေးနွေးမှုအပေါ်မှာပဲဖြစ်ပေါ့နော်ဒီမိခွန်းအပေါ်ပေါ့နော်ကျွန်တော်တို့ကိုနီကိုဟာနဲ့တဖွဲ့ချင်းစီပေါ့နော်ချင်းမှာဆိုရင်တော့ကိုရဲ့အဖွဲ့ချင်းကိုဟာနဲ့ကိုပဲလုံနေတဲ့စနစ်မျိုးနဲ့ကျွန်တော်တို့ကသွားတဲ့အခါမှာရရှိမှာဘယ်လိုမျိုးပြဿနာမျိုးဖြစ်လာမှာလဲပေါ့နော်ကျွန်တော်တို့သွားချင်တဲ့ဒီ Federal Democracy ကိုကျွန်တော်တို့တကယ်သွားနိုင်ပါမလားပေါ့နော်ဘယ်လိုပြဿနာတွေဖြစ်နိုင်လဲဆိုတော့ဒေါက်တာလွန်ကမန်နီနဲ့ဆက်ပြီးတော့ဆွေးနွေးပြီးပါအောင်ခင်ဗျဟုတ်ဆရာမလည်းပြင်းစုံပြောသွားပါတယ်ကျွန်မလည်းတက်တော့ဖြည့်စရာတော့မရှိပါဘူးအရေးကြီးတာကတော့ဒီ system ကယုံကြည်စိတ်ချမှုရှိတဲ့ system တခုဖြစ်ဖို့လိုအပ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ခုနပြောသလိုမျိုးပေါ့နော်ခုဟာက immediate sensitive ဖြစ်တဲ့အချိန်လည်းဖြစ်တယ်ပြီးတော့ transparency ဘယ်လောက်ရှိကြတယ်လဲယုံကြည်အားကိုးမှုတယောက်နဲ့တယောက်ပေါ်ဘယ်လောက်ရှိနိုင်မလဲဆုံးဖြတ်ချက်ချတဲ့အခါကျတော့ဘယ်လောက်ထိယုံကြည်နိုင်ကြမလဲပေါ့နော်ဒီဟာဆက်ဖြစ်သွားမယ်ဆိုတော့ယုံကြည်မှုကျမတို့ဘယ်လောက်ရှိကြတယ်လဲပြီးတော့ decision making power တွေဘယ်လိုရှိတယ်လဲ accountability တွေကျမတို့ဘယ်လိုလုပ်ကြမလဲဆိုတော့ action တွေအများကြီးပေါ်မှာမူတည်ပြီးတော့ရှိမယ်ဆိုရှင်တော့ကျမတို့ရဲ့ခုနကတော့ဆရာမလည်းပြောသွားပါတယ်ကျမတို့ရဲ့ ultimate goal ကကြတော့ဒီတော်ရင်က9နှစ်ရှိနေပြီ ultimate goal ကတော့အားလုံးကတူနေကြတယ်ဆိုအဲ့ရောက်တဲ့ပန်းတိုင်ရောက်နိုင်ဖို့ပေါ့နော်ယုံကြည်စိတ်ချမှု system ဘယ်လိုရှိတယ်လဲ platform ဘယ်လိုလုပ်ကြမလဲ transparency case ဘယ်လိုလုပ်ကြမလဲ accountability ဘယ်လိုမျိုးရှိတယ်လဲအဲ့အမျိုးတွေကို
ဆွေးနွေးနိုင်မှုပေါ့နော်လိုအပ်တယ်လို့ကျွန်မထင်ပါတယ်ဟုတ်ကဲ့အဲ့ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ကရှေ့ရပို့ပြီးအဆင်ပြေမယ်လို့ကျွန်မထင်ပါတယ် ဟုတ်ကဲ့လက်တွေ့အခြေအနေမှာမိပြင်မှာဘယ်လိုပြဿနာတွေဖြစ်ခဲ့ပြီးတော့စစ်မဲ့ဟိုအနာဂတ်ဒီမှာလဲကျွန်တော်ဘယ်လိုဖြစ်လာနိုင်တယ်လဲစိုးရင်ဆရာဘယ်လောက်ထိကြီးတယ်လဲဆိုတဲ့ဟာဆရာမိပြင်အခြေအနေနဲ့အတွေ့အကြုံနဲ့ဆွေးနွေးပြပါအောင်ဆရာ ဟုတ်ကဲ့ပါဆရာကျေးဇူးတင်ပါတယ်ဆိုတော့ပထမအနေနဲ့ကတော့အကောင်းဆုံးကတော့ကျွန်တော်တို့အားလုံးကသုတစီတဲပေါ့နော်ဒီတစ်ဖွဲ့ထဲ one comment one policy one organization အနေနဲ့ကျွန်တော်တို့တွားနိုင်တော့ဒါအကောင်းဆုံးဖြစ်တယ်ဒါပေမဲ့ဒါက theory ပေါ့နော်ဒါပေမဲ့လက်တွေ့မေးပြင်အခြေအနေအရာကတော့ဒါကလက်တွေ့ကြသလားဆိုရင်တော့မကြဘူးလို့ပဲကျွန်တော်ပုံလင်းပြောမယ်ဆိုရင်တော့မကြဘူးမဖြစ်နိုင်ဘူးပေါ့နော်ဒါတနိုင်ငံလုံးဒီတပြည်နယ်လုံးဒေါ်လာရဲ့ policy တလောက်များတဲ့ policy တွေကိုကျွန်တော်တစ်ဖွဲ့ထဲနဲ့ one comment နဲ့ one policy နဲ့ကျွန်တော်တို့တွားဖို့ဆိုတာကအရာကိုခက်ပါတယ်ဆိုတော့ဒါပေမဲ့ကျွန်တော်တို့အတူတကွလုံနိုင်သလားဆိုတော့လုံနိုင်တယ်ပေါ့နော်အတူတကွဒီ joint comment ပဲဖြစ်ကျွန်တော်တို့ coordination ဖွဲ့စီအများကြီးကိုကျွန်တော်တို့ဒီအတူတကွဟန်ချက်ညီနဲ့ချိတ်ဆက်ပြီးတော့မှလုပ်လို့ရတယ်ပေါ့နော် one comment one body ဖြစ်စရာမလိုဘူးဖွဲ့စီအများကြီးကိုကျွန်တော်တို့ one goal နဲ့ one objective နဲ့ကျွန်တော်တို့တွားလို့ရတယ်လို့ကျွန်တော်တို့မြင်တယ်ပေါ့နော်ဒါပေမဲ့အဲ့ဒါကိုစူးစမ်းရမယ်အဲ့လိုဖြစ်နိုင်ဖို့ကိုကျွန်တော်စူးစမ်းရမယ် perfect ဆိုတာတော့ကျွန်တော်တို့ 100% ကတော့ရနိုင်မှာမဟုတ်ဘူးဒါပေမဲ့အကောင်းဆုံးကိုကျွန်တော်တို့အားလုံးကဝိုင်းဝန်းပြီးတော့မှစူးစမ်းကြမယ်ဆိုရင်တော့ဒါကျွန်တော်တို့လိုချင်တဲ့အတိုင်းတာတစ်ခုတည်းအောင်မြင်မှုတွေကိုကျွန်တော်ရပို့ပြီးတော့မှလွယ်ကူမယ်ပို့ပြီးတော့မြန်ဆန်မယ်ပို့ပြီးတော့မှထိရောက်မယ်လို့ကျွန်တော်ကတော့မြင်တယ်ပေါ့လေဒါမှမဟုတ်ရင်တော့ဒီတိုင်းပဲစီလုံးမှုကိုဥစားမပေးဘူး coordination ဒီ cooperation ကိုကျွန်တော်တို့ကလိလူရှုထားမယ်ဆိုရင်တော့ပို့ပြီးတော့မှဒီရန်သူကလည်း divide and rule ကိုရန်ကျွမ်းကျင်တဲ့သူဆိုတော့ကျွန်တော်တို့ကြားမှာသူကတွေးခွဲနိုင်တယ်ပြီးတော့ပြဿနာတက်သေးလေးပေါ်မှာကျွန်တော်တို့ကကွဲသွားနိုင်တယ်ပေါ့လေဆိုတော့အဲ့လိုကွဲသွားရင်ဒါကဒီကျွန်တော်တို့လိုချင်တဲ့ဒေါ်လာရင်းတစ်ခုလုံးရဲ့ရည်ရွယ်ချက်တွေကိုလည်းကျွန်တော်တို့လွဲသွားနိုင်တယ်ဆိုတဲ့ဟာလေးကိုအရင်ဆုံးဆွေးနွေးလိုပါတယ်ဟုတ်ကဲ့ဆရာဒီနေရာမှာဆရာဒီ9နှစ်တာအတွင်းပေါ့နော်ဒီလိုမျိုးတီးတန်းစီကိုနီကိုဟာနဲ့လုပ်နေခဲ့တဲ့ဟာပေါ့နော်ဒီအတွက်ကျွန်တော်တို့ဘယ်လိုမျိုးအခက်အခဲတွေပြဿနာတွေကြုံခဲ့ရတယ်ဆိုတဲ့ဟာမိပြင်ပါဆရာကြုံရတဲ့ဟာမျိုးရှိလားခင်ဗျပြောပြနေမလားအဲ့ဒါဟုတ်ကဲ့ပါရှိပါတယ်ကျွန်တော်တို့ကအဖွဲ့အစည်းတွေရများတဲ့အခါမှာအမြင်မတူတာတွေတချို့နေရာတွေမှာကထိန်းချုပ်နေမီဖတ်နေတာတွေရှိတယ်ပြီးတော့နေမီကိစ္စတွေသူတို့ထိန်းချုပ်နေမယ်လေကျွန်တော်ထိန်းချုပ်နေမယ်ထပ်နေတဲ့ဟာတွေအဲ့လိုမျိုးတွေရှိလာတဲ့အခါမှာကျွန်တော်တို့ယတိကဘုံရန်သူကိုဒီကတက်မထားတော့ဘဲနဲ့ကျွန်တော်တို့ချင်းချင်းကြား conflict ဖြစ်တဲ့ဟာတွေအများကြီးပဲကျွန်တော်တို့အားလုံးမီဒီယာမှာလည်းတွေ့ရတယ်မီပြင်မှာလည်းတွေ့ရတယ်ပေါ့နော်ဆိုတော့ဒါကြောင့်မလို့ဒီ9နှစ်တာကာလမှာကျွန်တော်တို့ကိုယ်ဖွဲ့လိုက်နဲ့နေတဲ့အခါမှာအာတာချက်လက်ရှိတယ်လို့အခုနပြောတဲ့အားနဲ့ချက်တွေလည်းဒီစင်ခွန်မှုအခက်အခဲတွေလည်းအများကြီးရှိပါတယ်ဗောနော်မိပြင်မှာကျွန်တော်တို့ကတစ်ပွဲနဲ့တစ်ပွဲကအတူကျွန်တော်တို့မနေတဲ့အခါမှာသူတို့တွေးခေါ်တဲ့ပုံစံသူတို့ချင်းကပ်တဲ့ပုံစံနဲ့ကျွန်တော်တို့ချင်းကပ်တဲ့ပုံစံတွေကတစ်ခါတလေကြာရင်မတူတာတွေရှိလာတဲ့အခါမှာနိကကနဲ့တနေရာထဲမှာအကုန်လုံးမနေနိုင်တဲ့အခါကျတော့ဝေးသွားတဲ့အခါမှာအမြင်တွေလည်းဝေးသွားတာပေါ့နော်ဆိုတော့အဲ့ဒီဝေးသွားမှုကတဖြည်းဖြည်းနဲ့ကြီးလာပြီးတော့မှ conflict အတွင်းကြောင်းသွားတဲ့ဟာတွေလည်းကျွန်တော်တို့တွေ့ရတယ်ပေါ့နော်ဆိုတော့9နှစ်တာကာလကိုကြည့်မယ်ဆိုရင်တော့ဒါတစ်ပွဲနဲ့တစ်ပွဲကြီးတန်းစီကျွန်တော်နေတာကစိုးကျိုးတွေအားနည်းချက်တွေလည်းအများကြီးရှိပါတယ်လို့ဟုတ်ကဲ့ကျေးဇူးပါဆရာဆိုတော့ကျွန်တော်နောက်ထပ်မိခွန်းအနေနဲ့ဘာဆွေးနွေးပြစီချင်လဲဆိုတော့ဘယ်အရာတွေကိုအတူတူလုပ်တင်လဲပေါ့ဘုံတဘောတူညီချက်ရနိုင်ဖို့မဟုတ်ရင်တော့ကျွန်တော်တို့ဘုံရန်သူကိုအတူတကွတိုက်ခိုက်နိုင်ဖို့အတွက်ကျွန်တော်တိုက်ပွဲဝင်နိုင်ဖို့အတွက်ကဘယ်အရာတွေကိုအတူတကွကျွန်တော်အတူတူလုပ်နိုင်မလဲပေါ့ဆိုတော့တီးတန်းစီကျွန်တော်ကလုပ်နေတယ်အခုလက်ရှိအခြေအနေအရာကျွန်တော်ဘယ်အရာတွေကျွန်တော်အတူတူလုပ်တင်လဲဆိုတဲ့ဟာလေးဆွေးနွေးပြကြဖို့ပေါ့နော်ဒေါက်တာรุ่นခမ်းမအနေနဲ့ဆွေးနွေးပြပါလားဒီအပိုင်းကိုလေကျွန်မအနေနဲ့ကကြတော့ဟိုမြေပြင်နဲ့ကနည်းနည်းကွာသွားတယ်ဆိုတော့လေကျွန်မထင်တယ်လိုအပ်တဲ့ဟာကပါလဲပေါ့နော်ကျွန်မတို့ရဲ့အခုကိုထင်တာကတကယ်တမ်းလိုအပ်တာဖြစ်ချင်မှဖြစ်မယ်ဆိုတော့ကကြတော့ကျွန်မတို့ကဒီပြည်သူလူထုကကိုယ်ရဘာတွေလိုအပ်နေတယ်လဲဘယ်ဟာကအရေးကြီးဆုံးဖြစ်နေတယ်လဲဘယ်ဟာက survival အတွက်လိုအပ်နေလဲဆိုတဲ့ဟာကိုကျွန်မတို့အရင်ကြည့်ပြီးမှပေါ့နော်တွားဖို့ကျွန်မလိုအပ်တယ်လို့ထင်ပါတယ်။ဘာဖြစ်လဲဆိုတော့အခုဆိုလို့ရှိရင်အဖွဲ့အစည်းတိုင်းကကိုယ့်ရဲ့ပန်းနိုင်ချက်တော့ရှိကြတယ်။ဒါပေမဲ့နောက်ပိတ်ဆုံးကျွန်တော်တို့ဒီလုပ်နေတဲ့အရာကအောင်မြင်ချင်တာကကျွန်တော်တို့ပြည်သားတွေအတွက်ပဲဖြစ်တယ်။ဆိုတော့ကကြောင့်အရေးကြီးဆုံးကဘာတွေဖြစ်မလဲပေါ့နော်။ဆိုအဲ့ဒါတွေကို focus လုပ်ပြီးမှပဲဒီ priority ကဘာတွေဖြစ်တယ်လဲ secondary priority ဘာတွေဘယ်လိုလုပ်ကြမလဲဆိုတဲ့ဟာဆွေးနွေးဖို့လိုအပ်မယ်လို့ကျွန်တော်ထင်ပါတယ်။
ဟုတ်ကဲ့ကျေးဇူးပါဆမ်မမိငယ်အနေနဲ့ရောဒီမိခွန်းအပေါ်မှာဘယ်လိုဘာဒီကိုအတူတကွလက်ရှိအခြေအနေတွေမှာအတူတကွဘာဒီလုပ်တင်နေပြီလဲပေါ့နော်ကျွန်တော်တို့ ဟုတ်ကဲ့ကျမတို့လက်ရှိပါပေါ့နော်ဘာတွေလုပ်ဖို့လိုအပ်နေပြီလဲဆိုရင်တော့ကျမမြင်တာကတော့ဒီတော်လန်ရေးကိုကြည့်မယ်ဆိုရင်ကျမတို့ကခုနကစုဖွဲ့မှုကတော့မဖြစ်မနေလိုအပ်နေပြီနံပါတ်1နံပါတ်2ကတော့ကျမတို့ယုံကြည်မှုကတော့တည်ဆောက်နေတယ်ဒါပေမဲ့ဆက်လက်တည်ဆောက်ဖို့လိုတယ်ယုံကြည်မှုကပန်းတန်မရောက်သေးဘူးပြောပါလေအဲကျွန်တော်ရဲ့ယုံကြည်မှုတွေကမယုံကြည်နိုင်သေးဘူးပေါ့နော်အနေထားကအဲ့လိုမျိုးဖြစ်တယ်အဲ့တော့ယုံကြည်မှုတွေဖြစ်လာအောင်ယုံကြည်မှုကဒီတိုင်းကြီးတူနဲ့ကိုယ်နဲ့မြင်ုံနဲ့ယုံကြည်လို့မရဘူးပေါ့နော်အဲ့ဒါဆိုတော့ဒီယုံကြည်မှုဖြစ်စေမဲ့အရာတွေသူ့ရဲ့ agreement တော်လကောင်လောက်ရမဲ့စီမီစီကတ်တော်လကောင်ဒီဟာတွေကိုကျမတို့ကပြင်ဆင်ဖို့လိုတယ်လုပ်ဖို့လိုတယ်ပေါ့နော်အဲ့တော့အဲ့ဒီဟာတွေကကျမတို့သူ့ရဲ့နောက်စစ်တွဲတွေလုပ်ဖို့လိုပြီးလို့ရှိရင်တည်င်းအချက်လက်ကျမတို့အချင်းချင်းမျှဝေပေးဖို့လိုတယ်ဥပမာကျမ data မှာဘာဖြစ်နေလဲသူ့ရဲ့ data မှာဘာဖြစ်နေလဲအခြေအနေတွေကမတူပေါ့နော်အဲ့တော့ဒီလိုမျိုးကျမတို့မျှဝေတဲ့ဟာတွေကိုလည်းကျမတို့လုပ်ဖို့လိုတယ်ပြီးလို့ရှိရင်ကျမတို့မျှဝေတဲ့အချိန်မှာတည်င်းတွေမျှဝေတဲ့အချိန်မှာအဲ့ဒီဟာတွေကတစ်ခါကျလို့ကြားလို့ရှိရင်ကျမတို့ကဥယူမှုလိုချင်တယ်ဥယူမှုလိုချင်တော့တည်င်းတွေပါ interview ပေးလိုက်တာတော့နည်းနည်းအချိုနဲ့မလိုက်တာတော့ဒီလိုမျိုးတွေကျမတို့ရဲ့မြန်မာတမိုင်းကြောင့်အရင်များတာတွေ့ရတယ်ပေါ့နော်အဲ့တော့ဒီဟာတွေကလည်းကျမတို့ရှောင်ရှားရမှာဖြစ်တယ်အဲ့တော့အဓိကအနေနဲ့တော့ကျမတို့ခုနကပူပန်းပါဝင်မွေးလို့တဲ့အချိန်မှာအဖွဲ့အစည်းအလိုက်လုပ်ဖို့လိုအပ်တယ်လို့ကျမအနေနဲ့မြင်တယ်ဘာလို့လဲဆိုတော့တူးထဲနဲ့တော်ပါတဲ့အချိန်မှာသူ့ရဲ့တာဝန်ယူဖို့တာဝန်ခံမှုလိုအပ်တယ်ပညာရှင်တွေကျမတို့လိုအပ်တယ်အမှ individual တွေပေါ့နော်ကျမတို့ individual တွေရဲ့ပညာရှင်တွေကျမတို့လိုအပ်တယ်ဒါပေမဲ့လည်းကျမတို့ဒီဟာတွေကစဉ်းစားတဲ့အချိန်မှာအများကြီးကျမတို့စဉ်းစားဖို့လိုတယ်ရှုထောင့်ဘောင်းစုံကနေကျမတို့စဉ်းစားဖို့လိုတယ်ဘာလို့လဲဆိုတော့ကျမတို့ကတာဝန်ယူဖို့တာဝန်ခံမှုပြောတဲ့အချိန်မှာအဖွဲ့အနေနဲ့တွားတယ်ဆိုရင်လူတွေဘယ်လောက်ပဲပြောင်းဒီမူကဒီအဖွဲ့အစည်းကဆက်လက်ပြီးမှကျင့်သုံးတဲ့ဟာတွေဖြစ်တယ်ပေါ့နော်အဲ့တော့ကျမတို့ခုနကပူပေါင်းဆောင်ရွက်မှုတွေစုစည်းချင်းကျမတို့လုပ်တဲ့အချိန်မှာခုနအဖွဲ့အစည်းလိုက်တယ်ဒီအဖွဲ့ကဘယ်မှာကိုစားပြုလဲသူ့ရဲ့ mandate ကဘယ်လောက်ရှိလဲသူ့ရဲ့ mandate ကဘယ်လိုမျိုးရှိမလဲဆိုတော့ဟာတွေပေါ့နော်ကျမတို့အများကြီးလုပ်ဖို့လိုအပ်တယ်ပြီးလို့ရှိရင်ကျမတို့မြန်မာပြည်ရဲ့အနေအထားချိမယ်ဆိုရင်လူမျိုးပေါင်းစုံရှိတယ် data ပေါင်းစုံရှိတယ်ဘာသာပေါင်းစုံရှိတယ်အဲ့လိုမျိုးဆိုသူများနိုင်ငံနဲ့ကျမတို့ကမတူဘူးပေါ့နော်အရန်ကိုစဉ်းစားစရာပုံများတဲ့နိုင်ငံဖြစ်တယ်ဒါကြောင့်ကျမတို့ကအခုလောလောဆယ်ဒီဒေါ်လာရေး9နှစ်ကာလမှာဆိုတော့ဒါမဖြစ်မနေကျမတို့လုပ်ရမယ့်ဟာလို့မြင်တာတော့စုစည်းမှုယုံကြည်မှုတည်ဆောက်ရမယ်ယုံကြည်မှုတည်ဆောက်တဲ့ဟာအကောင့်ထဲပေါ်တဲ့ဟာတွေလိုအပ်တယ်ပြီးလို့ရှိရင်တည်ဖက်လဲတဲ့ဟာတွေပေါ့နော်ဒီဟာတွေကကျမတို့အခုအရန်ကိုလိုအပ်နေတဲ့ဟာလို့ကျမအနေနဲ့မြင်ပါတယ်ပေါ့ဟုတ်ကဲ့ကျေးဇူးပါဆရာမဆွေးနွေးပြီးသွားတဲ့အားဒီပေါ့နော်တကယ်အရေးကြီးပါတယ်ဆိုတော့ဆရာပီတာရခဲအနေနဲ့ရောလက်ရှိကျွန်တော်တို့ဘယ်လိုတွေဘာတွေပူပေါင်းတဲ့နေပြီလဲပေါ့နော်ဘာတွေပူပေါင်းနိုင်မလဲဘယ်လိုပူပေါင်းတဲ့နေပြီလဲပေါ့နော်ဒါလေးဆွေးနွေးပြီးပါဆရာအမြင်နဲ့နေဟုတ်ကဲ့ပါဆိုတော့ပူပေါင်းမှုလို့ပြောတဲ့အခါမှာခုနပြောတဲ့ one body one policy ဖွဲ့စည်းတစ်ခုဖွဲ့စည်းနာမည်တစ်ခုအောက်မှာအကုန်လုံးဥပမာ NUG တို့ SCF လိုမျိုးနာမည်တစ်ခုအောက်မှာအကုန်လုံးဝင်ဖို့ဆိုတာကတော့အဲ့ဒီနီလန်တစ်ခုပဲရှိတာမဟုတ်ဘူးပေါ့နော်ဆိုတော့ပူပေါင်းဆိုတဲ့နေရာမှာစီးအရာကျွန်တော်တို့ပူပေါင်းမှုနိုင်ငံရေးအရာပူပေါင်းမှုဆိုတော့ကျွန်တော်တို့ကအထူးသဖြင့်တချို့နေရာတွေမှာဆိုရင်သူ့ရဲ့ context သူ့ရဲ့အခြေအနေအရေးပေါ် emergency ပူပေါင်းဖို့လိုအပ်တဲ့နေရာတွေလည်းရှိတာပေါ့နော်ဥပမာတချို့ဥပမာ Mindap မှာဆိုရင်အခု CPU CPA ကနေပြီးတော့မှဒီခုခံစစ်လုပ်နေတယ် CPU CPA ဖြစ်မှပဲကျွန်တော်တို့ကအဲ့ဒီတိုက်ပွဲထဲဝင်ရမယ်ဆိုတာမဟုတ်ဘူး CPU CPA မဟုတ်ရင်တော့မှတွားပြီးတော့မှစစ်ကူပေးလို့ရတာစီးရပူပေါင်းဆောင်ရွက်လို့ရတယ်စီးရမပူပေါင်းရင်တော့မှနောက်ကနေကျွန်တော်ထောက်ပို့ရေးအရာနီလန်ပေါင်းစုံနဲ့ကိုလို့ရတယ်ပူပေါင်းလို့ရတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးအရေးပေါ်ဒီစီးရအရာပူပေါင်းဖို့လိုအပ်တဲ့ဟာတွေရှိတယ်ပြီးတော့နိုင်ငံရေးအရာကတော့ကျွန်တော်အချိန်ယူရမယ်ပေါ့နော်အချိန်ယူရမယ်ယုံကြည်မှုတည်ဆောက်ရမယ် step by step နဲ့တွားဖို့လိုတယ်ယုံကြည်မှု trust building ကိုကျွန်တော်တွားရမယ်အဲ့ဒါကနိုင်ငံရေးအရာအပေးအယူတွေကျွန်တော်တို့လုပ်ပြီးတော့မှသဘောတူညီချက်တွေကျွန်တော်ချမှတ်ပြီးတော့တွားမှာဒါ long term ရေရှည်ကိုကျွန်တော်တို့တွားရမယ်ပိုင်းတွေပေါ့လေဆိုတော့ဘာတွေလုပ်ရမလဲဆိုတော့ခုနပြောတဲ့ဒီ chain context အရာပြောမယ်ဆိုတော့ယုံကြည်မှုတွေကိုအများကြီးတည်ဆောက်ရမယ်တစ်ဖွဲ့နဲ့တစ်ဖွဲ့အခြားပြည်သူလူထုနဲ့ပြည်သူလူထုအကြားမှာယုံကြည်မှုတည်ဆောက်တဲ့ activity တွေကိုကျွန်တော်တို့အများကြီးလုပ်ဖို့လိုတယ်ပြီးတော့မှတချို့တွေမှာကအတိကမတူညီမှုတွေကိုပေါင်းစပ်ဖို့ဆိုတာကတော့အရင်ခက်ပါတယ်ဆိုတော့ကျွန်တော်တို့ကအတိကကြတဲ့ဒီ principle values တန်ဖိုးတွေဥပမာ federal democracy အတွက်တ
တိုက်ပွဲဝင်ကြတဲ့သူတွေပြီးတော့ကိုပိုင်ပြတ်ထန်းခွင့်အတွက်ဆိုတဲ့အဓိကတန်ဖိုးတွေဒါတွေပေါ်မှာကျွန်တော်တို့ကသဘောတူညီချက်ယူပြီးတော့မှတခြားနီးဗျူဟာတွေ strategy တွေကတော့သူ့ဖွဲ့ကိုဖွဲ့သူချင်မှသူမယ်ဒါပေမဲ့အဓိကအခြေခံကြတဲ့အခြေခံသဘောတရားအခြေခံပန်းတိုင်တွေပေါ်မှာတော့ဒါတွေကိုဥပမာ CC နဲ့ CB ဆိုရင်တောင်မှပေါင်းစည်းနိုင်ဖို့ခက်သေးတယ်ခုအနေထားမျိုးမှာဒါပေမဲ့အဓိကအခြေခံသဘောတရားတွေချင်းပြည်နယ်ကိုဘယ်လိုဖြစ်ချင်တယ်လဲဆိုတဲ့အခြေခံသဘောတရားတွေပေါ်မှာညှိနှိုင်းဖြေရှာမယ်ဆိုရင်တော့အဲ့လိုမျိုးအခြေခံ principle တွေ values တွေပေါ်မှာစပြီးတော့မှသဘောတူညီချက်တွေအဖြေရှာလို့ရမယ်လို့တော့မြင်တာပေါ့နော်အသေးစိတ်မူဝါဒတွေအသေးစိတ်ဥပဒေတွေ strategy တွေဒါတွေကတော့မစည်းလုံးနိုင်တဲ့တောင်မှအဓိကချက်တွေကိုစည်းလုံးဖို့ဖြေတော့ရှာကြမယ်ဆိုရင်တော့ကောင်းမယ်လို့ကျွန်တော်တော့သုံးသပ်ပါတယ်ဟုတ်ကဲ့ ဟုတ်ကဲ့ပါဆရာကျေးဇူးပါဆိုတော့ကျွန်တော်ခုနိုင်ငံတကာဥပမာတစ်ခုကျွန်တော်တွားချင်တယ်ပေါ့လေဆိုတော့တမိုင်းမှာကျွန်တော်စိတ်ဝင်စားစရာကောင်းတဲ့ဥပမာတစ်ခုရှိတယ်အမေရိကန်လွတ်လပ်ရေးကာလတုန်းကသူတို့တိုက်ပွဲဝင်နေတဲ့အခြေအနေလေးပေါ့နော်အဲ့ဒီအချိန်ကကိုလိုနီတွေကြားမှာကိုလိုနီတပြည်နယ်နဲ့တပြည်နယ်တောင်မှသူတို့ကဆက်သွယ်မရှိသေးဘူးသူတို့ဟာနဲ့သူတို့ပဲအုပ်ချုပ်တယ်သူတို့ဟာနဲ့သူတို့ပဲစီမံခန့်ခွဲတာဖြစ်တယ်အခုကျတော့အင်္ဂလိပ်ဒီ empire မှာပေါ့နော်ဒီအင်္ဂလိပ်စီမှာပဲအခုပြီးကြပြီမဲ့ကိုလိုနီချင်းပူပြီးမဲ့သူတို့ကတီးတန်းစီပဲသူတို့မှာဒါပေမဲ့သူတို့ဘယ်လိုပူပေါင်းပြီးတော့အချင်းချင်းချိတ်ဆက်နိုင်ဖို့ပါလို့တယ်လဲဆိုတော့သူတို့က committees of correspondence ဆိုတဲ့ဟာမျိုးပေါ့နော် committee လေးတွေသူတို့ကအချက်လက်ကိုတေချာနားလည်အောင်ပေါ့နော်တခုခုပြည်နယ်တစ်ခုမှာပြဿနာတစ်ခုခုကြုံတဲ့အခါမှာပြည်နယ်အားလုံးအနေနဲ့ concept မိနဲ့သူတို့ပြန်သုံးပြန်နိုင်ဖို့ပေါ့နော်ပြန်စုစည်းနိုင်ဖို့ဒီလိုမျိုးစနစ်တကျလေးနဲ့ဒီဟာတိဆောက်ဖို့အတွက်တနည်းအဲ့လိုမျိုးကြားတယ်ပေါ့လေတိဆောက်သွားတဲ့ပုံစံဒီလိုမျိုးရန်တရားတွေသူတို့တိဆောက်ကြတယ်ပြီးတော့အားလုံးစုစည်းနိုင်တဲ့ဒီ continental conference တို့သူတို့ဖွဲ့စည်းစုစည်းကြတယ်ဒီလိုတွေ့ရတယ်စနစ်တကျလေးတွေပေါ့နော်ဆိုတော့သူတို့မှလည်းပြဿနာတော့ရှိပါတယ်ဒါပေမဲ့ကျွန်တော်တို့လက်ရှိဒေါ်လာရေးအင်အားစုတွေရဲ့ပြဿနာကိုကြည့်တဲ့အခါမှာကျွန်တော်တို့ကမတူညီမှုတွေအများကြီးရှိနေတယ်ဒီဟာကိုညီညွတ်ဖို့အတွက်ပူးပေါင်းနိုင်ဖို့အတွက်ကျူးစားနေကြတဲ့အချိန်မှာတခုခုများလိုအပ်နေသလားပေါ့နော်ဒီဘာလဲဆိုတော့ institution ကောင်းလေးတစ်ခုပေါ့နော်ဒီလိုမျိုး American colony တွေရဲ့ဥပမာတွေကိုယူပြီးတော့ institution ကောင်းလေးနဲ့ညာကျွန်တော်ကသွားမယ်ဆိုရင်တော့ဘယ်လိုဖြစ်မလဲဆိုတဲ့အပိုင်းပေါ့ဆွေးနွေးပြကြဖို့ပေါ့နော်ဒါလေးကျွန်တော်ဖိတ်ခေါ်ချင်ပါတယ်ဆိုတော့ဒီ American dollar ရေးဒီ colony တွေရဲ့တိဆောက်ပုံ institution တိဆောက်ပုံကြည့်ချင်းအပြင်ကျွန်တော်ဘယ်လိုမျိုးသင်ခန်းစာတွေယူနိုင်မလဲဆိုတဲ့အပိုင်းပြင်ဆိုစမမိငယ်အနေနဲ့ရေစိုးဆွေးနွေးပြပါလားကျမအနေနဲ့ပေါ့နော်ဒီမှာနည်းနည်းရှေ့ဆွေးနွေးချင်တယ်ပေါ့နော်အဲ့တော့ပထမအနေနဲ့တော့ကျမတို့ဒီ American ရဲ့တမိုင်းကြောင်းကိုသွားကြည့်မယ်ဆိုတော့နော်သူတို့ကတော့ခုနကမတူညီတဲ့အယူဝါဒတူညီတဲ့ဟာစုလိုက်တယ်ကျမတို့ကလည်းခုနရှေ့ပြောတော့တူညီကျမတို့ခုရှိတယ် Federal Democracy ကိုလုံးဝလိုချင်တယ်ပြီးလို့ရှိရင်ကျမစစ်တပ်အာဏာရှင်အမြတ်ကိုကျမဖြစ်ချင်တယ်အဲ့ဒါဒီနှစ်ခုတော့ကျမတို့ပန်းတိုင်ကတော့တူတယ်အဲ့ဒါဒီအားနဲ့ကျမတို့အစအရင်မှဆွေးရမယ်ပေါ့နော်အဓိကအနည်းဆုံးကိုဆွေးမှာအများဆုံးတော့ဆွေးနေမတူနိုင်ဘူးဘယ်သူမှမတူနိုင်ကို data အလိုက်အဲ့လိုမျိုးတွေမတူပါတာမတူဆိုကျမတို့အကုန်လုံးကွဲပြီးသားခွဲစရာမလိုအောင်ကွဲနေတာအမြင်ပါပြအဲ့တော့အဲ့ဒီနှစ်ခုတော့ကျမတို့စုလို့ရတယ်ပြီးလို့ရှိရင်ဒုတိယအနေနဲ့ဆိုတော့ကျမတို့ကယုံကြည်မှုကိုအားမထားဘဲနဲ့ယုံကြည်မှုကိုထောက်ပံ့စေတဲ့စီးမြင်နေကျမတို့ပြင်ရမှာဖြစ်တယ်ဘာလို့ဆိုရင်ကျမတို့ယုံကြည်မှုတည်ဆောက်တဲ့ချိန်ကအရန်ကြာတယ်ပြီးလို့ရှိရင်လည်းလူတွေပြောင်းသွားတဲ့ခါမှာအခက်အခဲဖြစ်တယ်အဲကြောင့်ကျမတို့ကစီးမြင်ပိုင်းဆိုင်ရာကျမတို့ကောင်းကောင်းတည်ဆောက်ဖို့လိုအပ်တယ်အတိအကတော့ကျမတို့ခုနပြောသလိုပဲခုဒီ American တွေကျမတို့ကြည့်မယ်ဆိုရင်တို့က Congress တင်မှာတို့ကိုယ်စားလှယ်စနစ်တွေတုံးလာတယ်သဘောတူညီချက်တွေပေါ့နော် data အလိုက်တာဝန်ခွဲတဲ့ဟာတွေပေါ့နော်အတိက institutional mechanism လို့တို့တည်ဆောက်တာကျမတို့တွေ့ရတယ်အဲ့တော့ဒီလိုမျိုးပဲကျွန်တော်တို့မြန်မာပြည်အနေအထားမှာကျွန်တော်တို့ကြည့်မယ်ဆိုရင်ဘယ်သူကကိုစားပြုတယ်လဲဒီ data ကိုဘယ်သူကကိုစားပြုတယ်ဘယ်သူကဆုံးဖြတ်ချက်ချရဆိုရင်ဘယ်လိုမျိုးချရလဲဖွဲ့ရတဲ့သဘောတူညီမှုရှိလားအဲ့လိုမျိုးတွေပြီးလို့ရှိရင်ကျွန်တော်တို့ဒီဘာနာငွေတွေကိုကျွန်တော်တို့ဘယ်လိုစီမံခန့်ခွဲမလဲတာဝန်တွေကလူတွေပြောင်းသွားလို့ရှိရင်ဒီတာဝန်ပြောင်းသွားရင်ကျွန်တော်တို့ဘယ်လိုဆက်လုပ်မလဲဆိုတဲ့ဟာတွေပေါ့နော်ဒီဟာတွေကိုကျွန်တော်တို့မြန်မာပြည်နဲ့ကိုက်ညီတဲ့ဟာတွေပေါ့နော်ကျွန်တော်တို့လုပ်ရမယ်အတိတ်ကလူပေါ်မှာမူတည်ပြီးမှဥပဒေတွေချခြင်းမဟုတ်ဘဲနဲ့ဒီကိုယ့်အသစ်ဆိုင်ရာကိုယ့်ရဲ့ data အလိုက်သုံးလို့ရတဲ့စီမင်းစည်းကမ်းတွေပေါ့နော်ဒီမှာတော့စီမင်းစည်းကမ်းပဲသုံးတော့ဒါပေမဲ့တကယ်မှာကျွန်တော်တို့မူဝါဒတွေဥပဒေတွေကျွန်တော်တို့ပြုတဲ့ခိုင်မှာကိုယ့်ရဲ့ data နဲ့ကိုက်ညီတဲ့ဟာပေါ့နော်ကျွန်တော်တို့လူမကြည့်ပဲတဲ့ data အလိုက်တကယ်သုံးလို့ရမရဆိုတဲ့အပေါ်မှာပဲမူတည်ပြီးမှကျွန်တော်တို့လုပ်ပါဖြစ်တယ်အဲ့တော့နံပါတ်3အနေနဲ့ဆိုကျွန်တော်တို့ကဒီကိုပိုင်အောက်ချုပ်ခွင့်နဲ့ဒီဘုံအာဏာတွေကိုကျွန်တော်တို့ဘယ်လိုခွဲဝေမလဲအဲ့ဆိုဒီမှာကျွန်တော်တို့ကတစ်နေတာအခုလက်ရှိနေထားရစစ်တပ်နဲ့ကိုကျွန်တော်တို့စကားမပြောသေးဘူးကိုအချင်းချင်းမှာတစ်နေတာဒီကိစ္စအခုစတင်နေပါနော်ဒီ US မှာဆိုအခုနကပြောဆရာလေးပြောတဲ့ Article of Confederation တွေတို့ကျင့်သုံးတယ်ဒီလိုမျိုးကိုတို့ကျင့်သုံးတယ်ဥပမာမြန်မာပြည်မှာဆိုကျွန်တော်တို့လက်ရှိမှာ after တွေတို့ရေးနေတယ်ပြီးခန့်နေလောက်လည်းဖြစ်နေတယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးတွေမှာကျွန်တော်တို့ခုနကလိုချင်တဲ့ဟာတွေ
ကျမတို့ထည့်မယ်လို့ယုံကြည်တယ်ထည့်လဲထည့်နေကြတယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးကျမတို့အာဏာတွေကိုထိန်းချုပ်တဲ့ချိန်မှာခွဲဝေတာပေါ့နော်အတိတ်ကဒီ division of power ကျမတို့လုပ်တဲ့ချိန်မှာတည်တည်ထဲကျမတို့ခြေလဲပြီးမှတည်ဆွေးနွေးနိုင်ဖို့ကျမတို့လိုအပ်တယ်ပြီးလို့ရှိရင်လည်းဒါကျမတို့ဒီ power ခွဲဝေတဲ့ချိန်မှာဆိုရင်လည်းကျမတို့ကအဖွဲ့အားလုံးကဘဟုကထိန်းချုပ်ရမယ်လည်းမဟုတ်ဘူးအဲ့တော့အဖွဲ့တိုင်းကလည်းကိုလိုချင်တယ်လို့ကိုကြိုက်တယ်လို့လုပ်မယ်ဆိုတာလည်းမဟုတ်ဘူးပေါ့နော်အဓိကကျမတို့ဘယ်အာဏာကဒေတာကခွဲဝေမလဲဘယ်လိုမျိုးအာဏာကိုကျမတို့ကဘဟုပေးမလဲဆိုတာဟာပေါ့နော်တိတိကျကျကျမတို့ကပြင်ဆင်ဖို့လိုတယ်နံပါတ်4အနေနဲ့ဆိုတော့ဒါကျမတို့ကပူပေါင်းမှုပေါ့နော်ဆိုတာကိုကျမတို့စာချုပ်ချုပ်ုံနဲ့မလုံလောက်ဘူးဘာလို့စာချုပ်တွေအများချုပ်ခဲ့ပြီးကျမတို့သိမှာပဲကိုယ့်ရဲ့တော်လိုင်းရဲ့အချင်းချင်းမှာစာချုပ်တွေအများချုပ်တယ်တရင်ကြီးညာချစ်တယ်လို့တယ်မပြီးဘူးအဲ့ဒါနဲ့မရဘူးပေါ့နော်အဲ့တော့ကျမတို့ဒီမှာဆိုရင်ကိုလိုနီတွေခဲ့မှာခုနဘယ်လိုလုပ်ခဲ့လဲဆိုရင်တို့တွေကကိုလိုနီတွေကနေမှ data alike committee တွေတို့လုပ်တယ်အဲ့မှာတို့ကပစ္စည်းတွေမဝယ်တော့ British ကနေမှပို့လာတဲ့ပစ္စည်းတွေမဝယ်ဘူးပြီးလို့ရှိရင်လည်းမရောဘူးဒီလိုမျိုးစနစ်တွေနဲ့တွန်းလှန်ခဲ့တာကျွန်တော်တို့မြင်ရတယ်အဲ့တော့ကျွန်တော်တို့ဒီနေ့မှာဆိုရင်အဖွဲ့အစည်းတီကအများကြီးပဲကျွန်တော်အဖွဲ့တွေတော့မပြောတော့ဘူးပေါ့နော်အဲ့တော့ကြီးညာချစ်တဲ့ပပဆိုင်ရမတွေတို့ထောက်ပါတယ်ဒါပေမဲ့အဲ့ဒီဟာတွေကကိုယ့်ရဲ့ data alike ကိုကျင့်သုံးလားလောက်လားဆိုတာမြေးခွန်းဖြစ်တယ်မမှားရင်ကျင်ညာချက်ကကျင်ညာပဲကျင်ညာလိုက်တာကိုယ့်ရဲ့ data အလိုက်မှာအကောင့်ထဲပေါ်တာတွေကိုယ့်ရဲ့ပြည်သူလူထုကိုတည်အောင်နားလည်အောင်ရှင်းပြတာတွေမရှိနေဘူးပေါ့နော်အဲ့ဒါကြောင့်ကျမတို့ကမခိုင်မာတာဖြစ်တယ်ကျမတို့ရဲ့ agreement တွေကမခိုင်မာနေဘူးဒါကြောင့်ကျမတို့ကကိုယ့်ရဲ့ပြည်သူလူထုတွေကိုမြန်မာပြည်အနေနဲ့ကြည့်မယ်ဆိုတရင်အချက်လက်ခုနက agreement နဲ့ကျမတို့ဒီတော်လိုင်းရဲ့အချင်းချင်းတွေမှာလုပ်တဲ့ချိန်မှာကျမတို့ agreement တွေကိုတရင်တွေမှာဖော်ပြရုံနဲ့မလုံလောက်ဘူးတကယ်အကောင့်ထဲပေါ်ရမယ်တရင်အချက်လက်ကိုပြည်သူတွေကိုမျှဝေရမယ်ပြီးလို့ရှိရင်ကျမတို့ဘာနာရေးတော်လကောင်တာဝန်ခံမှုပေါ့နော်ကျမတို့လုပ်ရမယ်ပြီးလို့ရှိရင်ပြန်လေသုံးသက်ရမယ်ခုန agreement တွေတိုင်းကလောလောဆယ်မှာတော့အဲ့ဒီဟာကသူ့အချိန်ကာလက perfect ဖြစ်လာမယ်ဒါပေမဲ့တကယ် account ပေါ်တဲ့အချိန်မှာခက်ခဲဖြစ်တာလည်းဖြစ်နိုင်တယ်အဲ့ဒါဒီဟာတွေကကျမတို့ကပြန်လေသုံးသက်ရမှာဖြစ်တယ်ဒီဟာတွေကိုစောင့်ကြည့်လေ့လာတဲ့ရန်တရားတွေပေါ့နော်ဒါကျမတို့ရှိဖို့လိုအပ်တယ်လို့ကျမအနေနဲ့မြင်တယ်အဲ့ဒါနံပါတ်5အနေနဲ့ဆိုတော့ခုနကကျမတို့သုံးလိုက်တဲ့ရန်တရားတွေလုပ်တဲ့ဟာတွေကအပြည့်စုံဆိုတာမရှိနိုင်ဘူးပေါ့နော်ဒါကြောင့်ဒီဟာတွေမအောင်မြင်တာတွေလည်းရှိနိုင်တယ်ဥပမာအခုဆိုရင်ဒါကျမတို့အကုန်လုံးအများကြီး NUCC မအောင်မြင်တာကျမတို့တွေ့ရတယ်အဲ့တော့ဒီဟာတွေကမအောင်မြင်တဲ့ဟာကိုကျမတို့ရှုံးနေတယ်လို့မပြောဘဲနဲ့ဒီဟာကစမ်းတက်တာဖြစ်တယ်ဘာလို့လဲဆိုကျမတို့စမ်းတက်နေရမှာတီထုံနေရမှာဖြစ်တယ်ဒါကြောင့်ဒီဟာကကျမတို့ကစမ်းတက်ပြီးမှပြန်ပြင်ဆင်ဖို့လိုတယ်ဒီထက်ကောင်းအောင်ဒီထက်လူထုတွေပါဝင်လာအောင်ဒီတော်လိုင်းကြီးကိုအရှင်ဟုံမြင့်အောင်ဘယ်လိုမျိုးလုပ်နိုင်မလဲဆိုတော့ရန်တရားတွေပေါ့နော်ကျမတို့ပြန်လည်ပြီးမှစမ်းတက်ဖို့လိုတယ်ဘာကြောင့်လဲဆိုတော့ကျမတို့ကအမေရိကန်မှာသူတို့အရင်ဆုံးသုံးတာက Article of Confederation ကိုသူတို့သုံးတယ်ဒါပေမဲ့သူတို့အောင်မြင်လားဆိုမအောင်မြင်ခဲ့ဘူးဒါပေမဲ့သူတို့ဘယ်လိုပြန်ပြောင်းလဲဆိုရင်နောက်ဆုံးတော့သူတို့ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြန်ရေးဆွဲနိုင်ခဲ့တယ်။ဘာလို့ဆိုအခုနက Article of Confederation ကမအောင်မြင်ခြင်းအပြင်ပုံမကောင်းမွန်တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကိုသူတို့ကဦးတည်နိုင်ခဲ့တာဖြစ်တယ်။ဒီလိုပဲကျမတို့မြန်မာပြည်မှာလည်းအခုလောလောဆယ်ကျမတို့ကဒီပူပေါင်းဆောင်ရွက်မှုတွေ coalition တွေလုပ်တဲ့ collaboration လုပ်တဲ့အကောင်းဆုံးတော့ဖြစ်မယ်လို့မထင်ဘူးပေါ့နော်။လိုအပ်ချက်ကတော့ရှိနေမှာပဲ။ဒီလိုမျိုးကြောင့်ကျမတို့ဒါစမ်းတက်တာဖြစ်တယ်။သူရဲ့အားနည်းချက်တွေကိုကျမတို့ကပြန်ပြင်ဆင်ရမယ်။အဲ့ဒါဟာကိုကျမတို့ institution ဖြစ်လာအောင်ဒီဟာကြီးကိုပုံမခိုင်မာလာအောင် institution alike ဖြစ်အောင်ပြီးလို့ရှိရင်ဒီဟာကို counter ဖော်လို့ရမယ်ရန်တရားတွေပေါ့နော်ကျမတို့ရန်တရားတွေပြင်ဆင်ဖို့လိုအပ်တယ်လို့ကျမအနေနဲ့မြင်တယ်နောက်ဆုံးအနေနဲ့ဆိုတော့ကျမတို့အရေးကြီးဆုံးကတင်ခန်းစာလူကောင်းတွေပါဝင်ဖို့လိုတယ်ကျမတို့မြန်မာပြည်တော်လိုင်းမှာဘယ်နှစ်ယောက်ကလူကောင်းပါလဲအကုန်လုံးဒီမကောင်းလို့ကျမမပြောဘူးဒါပေမဲ့လူကောင်းဘယ်နှစ်ယောက်ပါလဲဆိုအမတန်ရေးရှိတယ်ဘာလို့ဆိုတော့လူကောင်းကနေမှလူတွေပြောင်းသွားတဲ့အခါမှာလဲကျမတို့ကစစ်လက်ပြီးမှအဖွဲ့အစည်းတွေကစစ်ရှိနေဖို့လိုတယ်စစ်ဥမာကျမကဒီနေရာမှာပါတယ်ဆိုရင်ကျမမရှိရင်လည်းကျမရဲ့အဖွဲ့အစည်းကစစ်ပါနေမှာဖြစ်တယ်အဲ့လိုမျိုးကြောင့်ကျမတို့ကအမေရိကန်တမိုင်းကြမှာလည်းကျမတို့ချိမယ်ဆိုရင်ဥမာအဲ့ဒီချိန်ကာလမှာဆိုတော့ဒါဝါရှင်တန်နေပါတယ်ဂျက်ဖာဆန်နေပါတယ်ဖရန်ကလင်တို့တွေလူကောင်းနေခြင်းပါတယ်ဒါပေမဲ့အဲ့ဒီလူတွေကအဲ့မှာရှာတစ်ပတ်မနေတော့ဘာလို့ဆိုရင်လူငယ်တွေပြန်လဲပြီးမှလက်ဆင့်ကမ်းရတယ် leadership တွေလက်ဆင့်ပြန်ကမ်းရတယ်ဖြစ်တယ်အဲ့ဒီအချိန်မှာသူတို့ကစနစ်ကိုတည်ဆောက်ထားပြီးလူဘလောက်ပဲပြောင်းဒီအတိုင်းသူတို့စစ်လဲပတ်နေဥမာအခုဆိုရင်ဒါသူတို့ congress တွေရှိတယ်လွတ်တော်တွေရှိတယ်ကိုယ်စားလှယ်တွေရှိတယ်စီမင်းစည်းကမ်းတွေမူဝါဒတွေရှိတယ်ပြီးလို့ရှင် division of power တွေရှိတယ်ပြီးလို့ရှင်ဒီ constitutional procedure တွေပေါ့နော်အတိတ်ကဒီဖွဲ့စည်းပုံရန်တရားကမပြည့်စုံတဲ့ခါမှာအငင်းပွားမှုတွေဖြစ်လာတော့ကသူတို့ဘယ်လိုဖြေရှင်းမလဲဘယ်လိုသွားမလဲဆိုတဲ့ဟာတွေကခိုင်မာနေပေါ့နော်သူတို့တိဆောက်ထားတော့ဒါကျမတို့မြင်ရတာဖြစ်တယ်ပေါ့နော်ဒါကြောင့်ကျမတို့ကပူပေါင်းဆောင်ရွက်မှုလို့ကျမတို့လုပ်တဲ့ခါမှာပေါ့နော်ဒီ US ရဲ့ colony စနစ်ကိုသူတို့တွန်းလှန်တဲ့ခါမှာအောင်မြင်မှုတွေကျမတို့ကြည့်မယ်ဆိုရင်သူတို့ကအဓိကစနစ်ပိုင်းကိုသွားတာအဲ့တော့ကျမတို့မြန်မာပြည်မှာလည်းအချင်းချင်းယုံကြည်ကြတာဒါပေမဲ့ဒီလူတွေပြောင်းသွားတဲ့ခါမှာကျမတို့ကစစ်လက်အလုံးမလုံးနိုင်တာတွေရှိတယ်တရင်အချက်လက်ကိုမပေးတာတွေရှိတယ်ကိုယ့်ရဲ့နောက်လူပြန်မဖြန့်နိုင်ပြန်ပြီးလက်မကမ်းပေးတာတွေတွေ့ရတယ်ပေါ့နော်အားနည်းမှုတွေကျမတို့တွေ့ရတယ်ဒါကြောင့်ကျမတို့တွေကဒီလိုမျိုးကိုယ့်ရဲ့နောင်လာမဲ့ခေါင်းဆောင်တွေ
ကိုယ့်ရဲ့ဒီ second generation ပြောရမှာလားဒီလိုမျိုးတွေကိုကျမတို့ကပြန်လဲတစ်ချာပေးမှပဲခုလေးရှိစံကျမတို့ရဲ့ခေါင်းဆောင်တွေလူကြီးတွေဖြစ်တဲ့ဒီခေါင်းဆောင်တွေမှာလူငယ်တွေလက်ကမ်းပြန်ပေးတာတော်တော်ကောင်းပါတော့ဒီလိုမျိုးတွေစနစ်ကကျမတို့တေချာလုပ်ဖို့လိုတယ်ဒါမှဒီကျမတို့စစ်တပ်ကတွန်းလှန်နိုင်မှာဖြစ်တယ်မဟုတ်ဘူးဆိုတော့မြန်မာတမိုင်းကြောင့်ချင်းဒီစစ်တပ်ကမြန်မာပြည်အုပ်ချုပ်တာအမတန်ကိုကျမတို့ငငယ်ကလေးဖြစ်နေပေါ့နော်အခုဆိုကျမတို့အသက်တောင်ကြီးနေပေါ့နော်အဲ့လိုမျိုးဖြစ်တယ်ဒါကြောင့်ဒီလိုမျိုးတွေကကျမတို့တေချာစစ်ရှိနေပေါ့နော်လောက်ရမှာဖြစ်တယ်ကိုပြောသွားတဲ့ဟာတွေကတော့အရန်ကိုခက်တဲ့အရာတွေဖြစ်တယ်တခါလေးကျရင်ပြောတာတော့လွယ်ပေမဲ့တကယ်လက်တွေ့အလုပ်တွေအမတန်ကိုခက်ခဲတာကျမတို့သိတယ်ပေါ့နော်ဒါကြောင့်ဒီဟာတွေကကျမတို့စိတ်ရှိနဲ့တေချာကျမတို့စနစ်တကျလောက်ရမယ့်အဟာတွေတော့ဖြစ်ပါတယ်ပေါ့ဟုတ်ကဲ့ဆရာမကျေးဇူးပါခင်ဗျအများကြီးဆွေးနွေးသွားပြီးတဲ့တကယ်လဲတန်ဖိုးရှိပါတယ်ဆရာပီတာရခဲကျွန်တော်ဆက်ပြီးတော့ဆွေးနွေးစီချင်တယ်ပေါ့နော်ကျွန်တော်ခုနကပူပေါင်းဆောင်ရွက်မှုကျွန်တော်ကလုပ်ကြတယ်ဒါပေမဲ့လက်ရှိအချိန်ကြီးကျွန်တော်အားရလောက်တဲ့ပူပေါင်းဆောင်ရွက်မှုတွေတော့မရနိုင်သေးတာကတကယ်စနစ်ကျတဲ့ institution များလိုအပ်နေသလားခုနက American ဥပမာလိုမျိုးကျွန်တော်ယူပြီးတော့ဘယ်လိုတင်ခန်းစာယူနိုင်မလဲဆိုတော့အပိုက်ပေါ့နော်ဆရာလည်းမိပြတဲ့ချီနေနဲ့ချိတ်ဆက်ပြီးတော့လေးဆရာဆွေးနွေးပြီးပါအောင်ခင်ဗျာဆရာဟုတ်ကဲ့ပါကျွန်တော်ကတော့ဒီတခြားနိုင်ငံတခြားအမေရိကန်တို့ရဲ့ဝါဘမချွမ်းဘူးပေါ့လေဆိုတော့မိပြချင်းနေရကိုယ့်ရဲ့မြင်ကိုတုံးတက်ရမယ်ဆိုရင်တော့ဒီတချို့တော်တော်များများပြောကြတယ်အခုဒေါ်လာကြီးကာလဖြစ်တဲ့အတွက်ကြောင့်မလို့ system တွေ institution တွေကမလိုဘူးပေါ့နော်ဒီ simply တလို့ကျွန်တော်တို့ CE ကိုပဲဦးစားပေးရမယ် CE အရာကျွန်တော်တို့အနိုင်ရလို့ရှိရင်အားလုံးက simply သွားမယ်ဆိုပြီးတော့မြင်တဲ့ခေါင်းဆောင်တွေပညာရှင်တွေလည်းရှိကြတယ်ပေါ့နော်ဆိုတော့ဒါပေမဲ့ကျွန်တော်အမြင်ကတော့ institution လို့ရအခုဒေါ်လာကြီးကာလမှာခိုင်မာတဲ့ institution လို့ရ system လို့ရ system မရှိဘူးဆိုလို့ရှိရင်သူကဥပဒေမရှိတဲ့ပေါင်းမရှိတဲ့ဒေါ်လာကြီးဖြစ်နေမှာပေါ့နော်တယောက်နှစ်ယောက်ကကြိုက်တယ်လို့ချဲလဲပြီးတော့မှလုတ်တဲ့ဖွဲ့စည်းဒေါ်လာကြီးဖြစ်နေမှာပေါ့နော်ဆိုတော့ check and balance မရှိတဲ့ဒေါ်လာကြီးဖြစ်နေမယ်ဆိုတော့ institution ဘာကြောင့်လို့လဲဆိုတော့ဥပဒေတွေပေါင်းတွေကျွန်တော်တို့လိုအပ်တယ်လိုသူတယောက်ကသူ့ရဲ့သဘောထားအတိုင်းကိုသူကချုပ်ချယ်လို့မရအောင်လုပ်လို့မရအောင်ကျွန်တော်တို့က institution system ဆိုတာကလိုတာဖြစ်တယ်ဆိုတော့ဒါကအရန်ကိုရည်ကြည့်ပါတယ်အခုအချိန်မှာဒီတချို့ဒီမြန်မာနိုင်ငံလုံးမှာလက်နက်ကင်အဖွဲ့အစည်းတွေကအများကြီးမို့လို့ပေါ်နေတာပေါ့နော်ဆိုတော့တချို့တွေက4-5ယောက်လောက်10ယောက်လောက်ပဲရှိတယ်အဲ့ဒါကိုအဖွဲ့အစည်းလက်နက်ကင်အဖွဲ့CDF PDF ဆိုပြီးတော့ထောင်လိုက်တယ်ဒီတူလူထုဒီတာဝန်ယူမှုတာဝန်ခံမှုတို့ရဲ့နောက်ွယ်မှာ system မရှိဘူး institution မရှိဘူးတာဝန်ယူမှုတာဝန်ခံမှုလုပ်မဲ့ဟာမရှိဘူးပေါ့နော်ဆိုတော့အဲ့လိုမျိုးဖွဲ့စည်းဆိုရင်တော့ကျွန်တော်တို့ကနောက်ဆိုရင်တပေါ်တမအဖြစ်ပြောင်းလဲသွားဖို့လွယ်အရန်လွယ်တယ်ပေါ့နော်ဆိုတော့လက်နက်ကင်နေဆိုတော့ကအရန်ကိုတစ်ဖက်မှာအန်ဒရယ်လည်းများတဲ့ခါမှာအဲ့ဒီ institution ကအရန်ကိုအရေးကြီးလာတာပေါ့နော်ဆိုတော့အဲ့ဒါကြောင့်မလို့ကျွန်တော်တို့အခုကျွန်တော်မရာဒေတာရဲ့ဥပမာအခြေအနေကိုပြောမယ်ဆိုရင်ကျွန်တော်တို့ institution ကိုဒီဘယ်လိုလုပ်လဲဆိုတော့ကျွန်တော်တို့မှာကဥမာတိကဥဆောင်တဲ့ committee မှာဆိုရင်တော့ executive management committee လို့ခေါ်တယ်အဲ့မှာဆိုရင်15ဦးပါတယ်ပေါ့နော်အဲ့မှာဥက္ကဋ္ဌတို့တွင်းမှုတို့ပြီးရင်ဌာနဆိုင်ရာတွင်းမှုတွေပေါ့နော်15ဦးပါတယ်အဲ့ဒီ15ဦးကနေပြီးတော့မှသူ့ရဲ့မရာနယ်မြေကိုဥဆောင်တဲ့ထိန်းချုပ်တဲ့public service ဝန်ဆောင်မှုတချို့တွေကိုလည်းသူပြည်လုံခြုံရေးတွေသူယူတယ်သူ့ရဲ့အပေါ်မှာ Central Council ရှိတယ်ဗဟိုကောင်စီရှိတယ်ဒါကအဲ့ဒီမှာဆိုရင်အယောက်60လောက်ရှိတယ်ဒီ member ပေါ့နော်လူဦးရေအဲ့ဒီ60ကဒီတူလူထုကနေရွေးကောက်တင်မြှောက်လာတဲ့ကိုယ်စားလှယ်တွေဖြစ်တယ်ပေါ့နော်ဆိုတော့EMC ကနေပြီးတော့မှဆွေးနွေးတဲ့လောက်တပြားကိုအဲ့ဒီဘိုးကောင်စီကိုတာဝန်ခံရတယ်ဘိုးကောင်စီကနေသူ့ကို6လတစ်ချိန်လောက်ရတာပေါ့နော်အဲ6လတစ်ချိန်မှာခင်ဗျားတို့စီရေးမှာဘာတွေလုပ်နေတယ်လဲနိုင်ငံရေးမှာဘာတွေလုပ်နေတယ်လဲခင်ဗျားတို့ဘယ်လိုလုပ်နေတယ်လဲဆိုတဲ့အားတွေကိုတင်ပြရတယ်သူတို့လည်း check and balance မိခွင့်တွေမေးတယ်ပေါ့နော်အဲ့မှာတာဝန်ခံရတယ်အဲ့ပြီးတော့ကျွန်တော်တို့ကအထက်မှာဆိုရင်ကျွန်တော်တို့ Congress ပြန်ပြီးတော့မှသူ့ရဲ့ပုံမှာပြန်လုပ်တယ်ပြီးသူ့ညီလာခံတာနှစ်တစ်ချိန်ကိုကျွန်တော်တို့လုပ်ရတယ်အဲ့မှာဆိုရင်တော့လူဦးရေကအယောက်200ကျော်ရှိတယ်အဲ့ဒီကနေပြီးတော့မှဘိုးကောင်စီကိုပြန်ပြီးတော့မှထင်းကွက်တယ်ပေါ့နော်ဆိုတော့အဲ့လိုအစင်းစင်းလိုက်နဲ့တွားတယ်ပေါ့နော်ဒါ institution ပေါ့အဲ့မှာကျွန်တော်တို့ကအောက်ခြေကိုပြန်သွားမယ်ဆိုရင်ကျွန်တော်တို့အုပ်ချုပ်ရေးမှာဆိုရင်တိုက်နယ်အုပ်ချုပ်ရေးပြီးတော့ကြီးရွာအုပ်ချုပ်ရေးဆိုပြီးတော့မှပြန်သွားတယ်ပေါ့နော်ဒါကကျွန်တော်တို့ local governance ပေါ့နော်အဲ့မှာတိုက်နယ်မှာဆိုရင်ကျွန်တော်တို့က9ရွာ10ရွာ10ရွာလောက်ဒီကိုကျွန်တော်တို့ထားတယ်ထားပြီးတော့မှအောက်မှာဆိုရင်ကြီးရွာအုပ်ချုပ်ရေးဆိုပြီးတော့မှရှိတယ်အဲ့လိုနဲ့အဆင့်ဆင့်လိုက်အဆင့်5ဆင့်လောက်ကို power separation ကိုအဆင့်5ဆင့်နဲ့လောက်ထားတယ်ပေါ့နော်ပြီးတော့ democracy နီလာရကျွန်တော်တို့မန်တိုင်း3ခုကိုခွဲထားတယ်တရားရေးပြီးတော့အုပ်ချုပ်ရေးပြီးတော့ဥပဒေပြုရေးဆိုပြီးတော့မှလောက်ထားတယ်ပေါ့နော်အုပ်ချုပ်ရေးကသူ့ဟာသူကြိုက်တယ်လို့
ဒီမရာဒေတာကိုလုံးလို့မရအောင်ဥပမာစစ်မှုမထမ်းမနေရဥပဒေတွေလူငယ်တွေကိုအတင်းအဓမ္မဖမ်းပြီးတော့မှစစ်တပ်ထဲဝင်ခိုင်းတာတော့ပြီးတော့ပြည်သူလူထုကိုဇက်ချီကောက်ပတ်စံတွေကြိုက်တယ်လို့ကောက်လို့မရအောင်ပြမှုတစ်ခုခုရှိတယ်ဆိုရင်လည်းသူကကြိုက်တယ်လို့ထောင်တန်းကို10နှစ်9နှစ်အဲ့လိုမျိုးတွေကြိုက်တယ်လို့ခေါင်းဆောင်ကသူ့မချေနှက်ဘူးဆိုရင်အဲ့ဒီ UR ကိုမချေနှက်ဘူးဆိုရင်အပြစ်ပေးသူကြိုက်တယ်လို့မျိုးလုံးလို့မရအောင်ပေါ့နော် power ကိုကျွန်တော်တို့မှန်တိုင်း3ခုနေတဲ့ပြန်ခွဲထားတာပေါ့နော်အဲ့ဒီ downline ကိုအလျားလိုက်ကိုကျွန်တော်တို့ power ကိုခွဲထားတယ်ပေါ့နော်ဒါ institution ပေါ့နော်ကျွန်တော်နားလည်တဲ့ institution ဖြစ်တယ် system ဖြစ်တယ်ဆိုတော့အဲ့ဒီဟာရှိမှတာလေကျွန်တော်တို့ကCOC ချုပ်ကသူကကြိုက်တယ်လို့ဒီမရာဒေတာမရာပြည်သူလူထုပေါ်မှာသူ့ရဲ့အာဏာကိုတုံးခွင့်ကိုလည်းကန့်သက်ထားတယ်ပေါ့နော်ခင်ဗျာဒီလောက်ပဲတုံးလို့ရတယ်ဒီဥပဒေနဲ့မူဝါဒနဲ့ညီပြည်သူလူထုရဲ့သဘောထားနဲ့ညီပဲခင်ဗျာလုပ်လို့ရတယ်ဆိုတော့ guideline ကိုကျွန်တော်တို့လုပ်ပြထားတယ်ပေါ့နော်ဆိုတော့အဲ့ဒီဟာကဒီဒေါ်လာရေးကာလပြီးမှပဲဒါတွေကလုပ်ရမယ်မဟုတ်ဘဲနဲ့အခုချိန်ကလေးကနေကျွန်တော်တို့ကအဲ့လိုမျိုးရှိတင်တယ်ပေါ့နော်အဲ့လိုမှပဲကျွန်တော်တို့ကပြည်သူလူထုကိုချီခံတဲ့ဒေါ်လာရေးအဲ့လိုကျွန်တော်တို့ကပြောလို့ရမယ်ပေါ့နော်ဒါကြောင့်မလို့တချို့သူတွေကခုနပြောသလိုဒေါ်လာရေးကာလဖြစ်တဲ့အတွက်စီးရေးတကူပဲလုပ်မယ် institution building ဒီဆောက်ဖို့ကအရေးမကြည့်သေးဘူးလို့မြင်တဲ့သူတွေရှိတယ်ပေါ့နော်ဆိုတော့ကျွန်တော်ကတော့ဒါ institution ကကုချိန်ကလေးကနေတေချာလေးတိဆောက်ရမယ်ပေါ့နော်ဒီအုပ်ချုပ်ရေးမှာလည်းပဲအုပ်ချုပ်ရေးမှုလုပ်နေတဲ့သူတွေကကျွန်တော်တို့မြန်မာနိုင်ငံကနှစ်ပေါင်း80ကျော်အာဏာရှင်စနစ် dictatorship အာဏာရှင်စနစ်အုပ်ချုပ်ရေးစနစ်ရောက်မှာကျွန်တော်ရှင်းတန်လာတဲ့အခါကျတော့ democratic governance democracy အုပ်ချုပ်ရေးစနစ်ကိုကျွန်တော်အသွင်ကူးပြောင်းရတဲ့အခုချိန်မှာကျွန်တော်တို့ရဲ့ထိန်းချုပ်နယ်မြေမှာအဲ့ဒီ transition အကူပြောင်းကာလကိုကျွန်တော်တို့ကကိုယ့်ရဲ့ထိန်းချုပ်နယ်မြေအတီးတီးမှာအဲ့ဒါကိုကျွန်တော်တိဆောက်ရမယ် transition ဆိုတာကတော့အကူပြောင်းအာဏာရှင်ကနေ democracy အကူပြောင်းဆိုတာကတော့တညထဲနဲ့တစ်ချိန်ထဲမှာဖြစ်လာတာမဟုတ်ဘူးမို့ပေါ်နဲ့ကြာလာတာလည်းမဟုတ်ဘူးဒီတူလူထုကိုကျွန်တော်တို့ကတင်ပေးရမယ်အဲ့မှာ NGO တွေဒီ expert တဲ့ကျွမ်းကျင်သူတွေလည်းဝင်ပြီးတော့မှနောက်ကနေ support ပေးရမယ် guide ပေးရမယ်အာဏာပိုင်တဲ့အာဏာရှိတဲ့အဖွဲ့အစည်းကလည်းသူတို့ကိုခွင့်ပြုပေးရမယ်လမ်းဖွင့်ပေးရမယ်အဲ့လိုနဲ့ပြည်သူလူထုကအဲ့ဒီ democratic principle democratic governance ပေါ့နော် bottom up governance တွေကိုကျင့်သုံးတက်လာမှာဖြစ်တယ်ပေါ့နော်အဲ့ဒီပညာကိုသူကလက်တွေ့နဲ့မြေပြင်မှာသူကတစ်နှစ်နှစ်နှစ်ဥပမာ gender အမျိုးသမီးတွေကိုဒီကျွန်တော်တို့အုပ်ချုပ်ရေးမှာပါဝင်လာနိုင်ဖို့လမ်းတွေဖွင့်ပေးရမယ်အဲ့လိုမျိုးနီးလမ်းကိုကျွန်တော်တို့အုပ်ချုပ်တဲ့အဖွဲ့အစည်းတွေကလမ်းဖွင့်ပေးရမယ်NGO တွေကျွမ်းကျင်သူတွေက support လုပ်ပေးရမယ်ပြည်သူလူထုလည်းတက်တက်ကြွကြွပါဝင်ရမယ်အဲ့လိုမျိုးနဲ့ကျွန်တော်တို့ institution ကို system ကိုကျွန်တော်တို့ဒေါ်လာရင်းနဲ့ကိုယ့်ရဲ့ထိန်းချုပ်နယ်မြေတည်တည်မှာပြည်သူလူထုကိုခြေခံတဲ့အုပ်ချုပ်ရေး institution ကိုကျွန်တော်တို့တည်ဆောက်ဖို့အရင်အရေးကြီးပါတယ်လို့မြင်ပါတယ်ဟုတ်ကဲ့မြေပြင်လက်တွေ့အခြေအနေနဲ့ရှင်းပြပေးတာတကယ်ကောင်းတယ်ပေါ့နော်ဆရာဆိုတော့ခုနကဆရာမကလည်းပြောထားတာရှိတယ်ကျွန်တော်တို့ institution တစ်ခုနဲ့ဘယ်ဟာတွေကိုဘယ်သူကကင်မလဲပေါ့နော် accountability ပိုင်းပေါ့နော်ဘယ်သူကဆုံးဖြတ်မလဲဘယ်ဟာတွေကိုမြေပြင်မှာဥပမာခုနကဥပမာနဲ့ပြောရဆိုရင်ကြီးရွာအစစ်မှာဘယ်လောက်ထိဆုံးဖြတ်ပိုင်ခွင့်ပေးမလဲဥပမာပြည်နယ်အစစ်ဗဟိုအစစ်မှာဘယ်လိုကျွန်တော်တို့ကဆုံးဖြတ်ပိုင်ခွင့်ဘယ်လောက်ထိပေါ့နော်ဘယ်လိုခွဲခြားပြီးတော့တတ်မှတ်မလဲဆိုတဲ့ဟာမျိုးတွေကိုလည်းဆရာဆရာမတို့ကဆွေးနွေးသွားတာရှိတယ်ပေါ့လေဆိုတော့ဒီမှာကြည့်မယ်ဆိုရင်တော့ကျွန်တော်တို့ကလက်ရှိဥဆောင်နေတဲ့မြန်မာနိုင်ငံဒေါ်လာကြီးဥဆောင်နေတဲ့ဒီဒေါ်လာကြီးအစိုးရလို့ပြောရမှာနာပေါ့နော် NUG တို့ဘာလို့တိဆောက်ပုံကောရောကျွန်တော်တို့ကကြည့်မယ်ဆိုရင်တော့ကျွန်တော်ညီနှဖို့ကဒီ institution အများကြီးစနစ်တကျနဲ့ကျွန်တော်တိဆောက်ဖို့လိုအပ်တယ်ဆိုတာကျွန်တော်ပူပြီးတော့သဘောပေါက်လာတာပေါ့နော်အဲ့လိုမျိုး institution မရှိဘူးဆိုရင်တော့ဟိုအားလို့ရမလို့ဒီအားလို့ရမလို့စီကန်စီမင်းတွေတိကျကျွန်တော်မသိတဲ့အခါမှာကပြဿနာတွေအများကြီးဖြစ်လာနိုင်တာဖြစ်တယ်ဆိုတော့ကျွန်တော်လက်ရှိအခြေအနေမှာကျွန်တော်သုံးသပ်ကြည့်မယ်ဆိုရင်တော့ကျွန်တော်ပြောချင်တာကလက်ရှိကျွန်တော်တို့တွားနေတဲ့ပုံစံကဒီလိုမျိုး institution တွေနဲ့ကျွန်တော်တို့တွားနေပြီလားပေါ့နော်ဘယ်လိုသွားတဲ့နေပြီလဲပေါ့နော်ဒါလေးလဲဘယ်လိုအကောင့်ထဲပေါ်မလဲဆိုတဲ့အပိုင်းပေါ့နော်ဒါလေးလဲဆက်ပြီးတော့ဆွေးနွေးဖို့ပေါ့နော်ဆိုတော့အရင်ဆုံးနေမလေးဂျူလေးအနေနဲ့ဘယ်လိုမြင်လဲဒီစနစ်တကျနဲ့တွားနေကြပြီလားစူပေါင်းလိုက်တဲ့အင်အားစုတွေနဲ့ကျွန်တော်ကစီမင်းစီကန်တွေနဲ့ဘယ်သူကဘာလုပ်မယ်ဆိုတော့တတ်မမပေါ့နော်စီမင်းစီကန်နေတဲ့စနစ်တကျနဲ့တွားနေပြီလားဘယ်လိုလိုအပ်တယ်ထင်လဲအနေမလေးအမြင်နဲ့ဆွေးနွေးပြီးပါအောင်ဟုတ်ကဲ့ပါဒီသတင်းတွေဖတ်တဲ့အချိန်မှာဆိုရင်ဒီဟာကအဲ့လိုမျိုးမသွားနိုင်သေးဘူးလို့တော့မြင်တယ်ဗောနော်ဘယ်လို report သွားရမှာလဲဆိုတော့ဥပမာအနေနဲ့ဆိုရင်ကျမတို့ကို data မှာဆိုရင်ကိုပိုင်အုပ်ချုပ်ခွင့်ပေါ့နော်ဥပမာပညာရေးကျန်းမာရေးတွေပြီးတော့ data ဖွံ့ဖြိုးရေး data အဖွဲ့
အဖွဲ့အစည်းတွေဆိုရင် self rule ဖြစ်တဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့တွားရမယ်ပြီးတော့တနိုင်ငံလုံးအတူတူဆုံးဖြတ်ရမယ့်နေရာတွေဥပမာနိုင်ငံခြားရေးတော့အမျိုးသားကာကွယ်ရေးတို့မှာဆိုရင်ဒီ share rule ဖြစ်တဲ့ federal နဲ့ state ပေါင်းပြီးတော့ပို့ပေါင်းပြီးတော့တွားရမှာဖြစ်တယ်ပြီးတော့ဒီကိစ္စကဒီ state ရဲ့အာဏာဆိုတာမရှင်းရဲ့နောက်ပိုင်းမှာအာဏာလွှတ်တာတွေဖြစ်နိုင်တယ်ပေါ့နော်အဲ့ဒီတကြောင်ကျွန်တော်တို့အာဏာဖိုးဝေတာတွေကိုပိုင်အုပ်ချုပ်တာတွေပြီးတော့ဘုံကိစ္စတွေမှာအတူတူဆုံးဖြတ်တာတွေဆိုရင် institution ကောက်ရှိဖို့လိုပါတယ်လို့ပြောချင်ပါတယ် ဟုတ်ကဲ့ကျေးဇူးပါနေပါဆိုတော့ဆ iam အနေနဲ့ရောခုနကဆ iam ပြောထားတဲ့ဘယ်လိုအဆင့်ထိဘယ်သူကဘာဆုံးဖြတ်ရမလဲဆိုတဲ့အပိုင်းပေါ့နော်စနစ်တကျနဲ့ဖြစ်လာအောင်ပေါ့ဘယ်လိုအကောင့်ထဲပေါ်တင်တယ်လဲအဲ့ဒီမတိုင်ခင်လေးမှာပေါ့နော်ကျွန်တော်ကအဲ့လိုမျိုးလက်ရှိတော်တော်ကြီးဥဆောင်နေတဲ့ အကောင့်ထဲပေါ်နေကြပြီလားဆိုတဲ့ဟာပေါ့နော်ဆ iam တစ်ချက်ဆွေးနွေးပေးပါဟုတ် ကျမတို့မြန်မာပြည်ကတော့division of power ကတော်တော်ဆွေးနွေးရမှာဖြစ်တယ်ဘယ်ဟာပြည်နယ်ပေးမလဲဘယ်ဟာဘဟုပေးမလဲဆိုတာဟာကျမတို့တည်တည်ချာချာဆွေးနွေးရမယ်ဥမာပေးရမယ်ဆိုရင် NUG ပေါ့နော်ကျမတို့သူကတွန်းလေးတွေဖော်ပြတာမြင်မှာပါအဲ့မှာဆိုရင်သူတို့ရဲ့ division of power ပေးတဲ့ဟာတွေကပြည်နယ်နဲ့ဘဟုပေးတဲ့ဟာတွေကဘဟုကအကုန်လုံးလိုယူမှာပြည်နယ်မှာနည်းနည်းလေးပဲပေးတော့မြင်ရတယ်ဗျဒါနမူနာပဲကျမပြောတာဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့ဒါဟာကအတီလားဆိုတော့အတီတော့မဟုတ်ဘူးဒါပေမဲ့သူတို့ရဲ့ဖော်ပြချက်ပဲဆွေးနွေးပြတာဖြစ်တယ်ပေါ့နော်အဲ့တော့ division of power ကကျမတို့တည်တည်ချာချာဆွေးနွေးရမယ်ဘာလို့လဲဆိုတော့ခုနက institution တွေလို့ကျမတို့ပြောတဲ့အချိန်မှာအာဏာကြီး၃ရက်ကမဖြစ်မနေရှင်းမှာဖြစ်တယ်ကျမတို့ federal democracy တောင်းမှာဖြစ်တယ်ကျမတို့ရဲ့ဦးတည်ချက်ကအဲ့တော့အဲ့ဒါသွားမယ်ဆိုရင်တော့ကျမတို့တည်ချတယ်မန်နန်ကြီး၃ရက်ကတော့မဖြစ်မနေရှင်းမှာဖြစ်တယ်ပေါ့နော်ဒါတော့ကျမတို့ခုနရှေ့ရခေါင်းဆောင်နဲ့ပြောထားတယ် check and balance ကမှတန်ရေးချတယ်ပေါ့နော်ဥပမာအခုဆိုရင်ဒါကျမတို့နမူနာနဲ့ကျမတို့ဗာလဲအိန္ဒိယကျမတို့ရဲ့နယ်စပ်ပေါ့နော် neighboring country in India မှာဖြစ်သွားတာလေကျမတို့မြင်မှာပါအခုဒီအရင်လကပဲဖြစ်သွားတဲ့ကိစ္စဒီလူငယ်တွေကစန္ဒပြတော့အဓိကဒီ needs ဆမ်မပွဲကမိခွန်းတွေကခဏခဏသူပေါက်ကြားချင်းတဲ့လူငယ်တွေတက်တည်ကြတယ်အဲ့ရဲ့နောက်ဆက်တွဲလူငယ်တွေစန္ဒပြတယ်တပေးမှောက်တယ်မှောက်တော့သူတို့ရဲ့တောင်းဆိုချက်ကဘာလဲဆိုတော့ဒီပညာရေးဝန်ကြီးနှုတ်ထွက်ရမယ်ဆိုတာဖြစ်တယ်အဲ့တော့သူတို့ရဲ့တပြည်လုံးတိုင်းပြည်ကအုံကြွလူငယ်တွေဖြစ်လာတဲ့အနေထားမှာသူများနိုင်ငံကတော့ကိုယ့်နိုင်ငံနဲ့နှိုင်းယှဉ်ရင်ပို့ပြီးမှဒီမိုကရေစီတရားရခိုင်နှုန်းကျလာဆိုရင်လည်းအရင်ကြီးတော့ကျလာတော့မဟုတ်ဘူးဒါပေမဲ့လည်းကိုယ့်နိုင်ငံနဲ့နှိုင်းယှဉ်ရင်တော့မဆိုးဘူးလို့ပြောရတာပေါ့နော်အဲ့တော့အဲ့ဒီနိုင်ငံမှာဆိုရင်တို့ကဝင်ကြီးကကျသွားတယ် resign လုပ်ရတယ်ပေါ့နော်ပြောချင်တာကဒီမိုကရေစီစနစ်မှာကျွန်တော်တို့တွားချင်တယ်ဆိုရင်ပြည်သူလူထုကရွေးကောက်ပြီးမှတင်မြှောက်လိုက်တဲ့သူဖြစ်တယ်အဲ့တော့ပြည်သူလူထုကမကြိုက်ဘူးဆိုရင်ပြန်လည်ပြီးမှဖြုတ်ချပိုင်ခွင့်ရှိတယ်ပြည်သူမှာအာဏာရှိတယ်ဖြစ်တယ်အဲ့တော့ဒီဟာကတကယ်ကျင့်သုံးတာဖြစ်တယ်ဒီလိုပဲကျွန်တော်တို့ခုနကမန်တိုင်ကြီး၃ရက်လို့ပြောတဲ့အချိန်မှာခုနကမန်တိုင်ကြီးတစ်ခုကပဲပို့ပြီးမှအာဏာရှိနေတယ်ဆိုရင်ကျွန်တော်တို့သိချတယ်ပြဿနာဖြစ်မှာဒီလိုပဲကျွန်တော်တို့အာဏာသိမ်းတဲ့ကိစ္စကဖြစ်လာတာပေါ့နော်အဲ့တော့ကျမတို့ကဒီမှာဆိုရင်ဘယ်အာဏာတွေကိုဘယ်ဟာတွေကကျမတို့ဥမာပညာရေးယဉ်ကျေးမှုပေါ့နော်ဒေတာဖွံ့ဖြိုးရေးကိစ္စတွေကတော့ဒါအဓိကကျမတို့ပြည်နယ်ရယူမလားသို့မဟုတ်ဘဟုတော့ကျမတို့ကကာကွယ်ရေးတွေနိုင်ငံခြားစစ်ဆန်ရေးတွေငွေကြေးစနစ်တွေပေါ့နော်ဒီဟာတွေကကျွန်တော်ဘဟုပေးမလားအဲ့တော့ဘယ်ဟာကကျမတို့နဲ့အဆင်ပြေဆုံးလဲဆိုတာဟာကတော့ဒါကျမတို့ညှိရမယ်ဟာလို့ကျမအနေနဲ့မြင်တယ်ပြီးလို့ရှိရင်ကျမတို့က institution အနေနဲ့တွားနေပြီလားဆိုတော့တွားဖို့စူးစမ်းနေတယ်မတွားနိုင်သေးဘူးဒါပေမဲ့လက်ရှိအနေထားကျမတို့ရှိမယ်ဆိုရင်အနည်းစစ်ဆုံးကတော့ကရဏီပြည်နယ်ပေါ့နော်ကရဏီပြည်နယ်ကတော့တော်တော်ရှေ့ရောက်တယ်တခြားပြည်နယ်တွေထက်ရှေ့အရောက်ဆုံးလို့ကျမအနေနဲ့မြင်တယ်ဥပမာကျမတို့ခုနကရှေ့ခေါင်းဆောင်နဲ့ပြောထားတဲ့ CCCB ကြည့်ပါလားအများကျိုးစားရအောင်မဖြစ်နိုင်သေးဘူးနော်ကျမတို့ကချင်းလို့ပြောတဲ့အချိန်မှာဒါကိုယ်တွေလည်းချင်းဖြစ်တဲ့ဒါပေမဲ့လည်းကျမတို့တွေကချင်းမှာကပြဿနာပါလဲဆိုတော့ဒါကျမတို့ပြင်ဆင်ရမယ်မျိုးနွယ်စုနိုင်ငံရေးလို့တာအရင်ဆိုရတယ်ဒါလုံးဝမကောင်းလုံးဝကျွန်တော်ပယ်ဖြစ်ရမယ်ဘာလို့လဲဆိုတော့ကျွန်တော်မနီပူကိုရှိပါမနီပူ state ကိုရှိပါမျိုးနဲ့ politics တွေလုံးတဲ့ယနေ့ချိန်ဒီမနီပူဟာမတိုးတက်ဘူးဘာကြောင့်မီဇိုရမ်ယနေ့ချိန်ဒီတိုးတက်လဲဒါကျွန်တော်တို့တင်ကစားရွေးရမယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ချင်းပြည်ကဘာကြောင့်မပူပေါင်းနိုင်လဲလူမျိုးနွယ်စုနိုင်ငံရေးလုံးနေတော့ကျွန်တော်တို့ချင်းမှာပြည်တာမဖြစ်ပဲနဲ့မျိုးနွယ်စုချင်းပြည်တာကျွန်တော်တို့ဖြစ်နေတာဖြစ်တယ်ပေါ့နော်ဒါကြောင့်ဒီဟာတွေကကျွန်တော်တို့တကယ်ချင်းပြည်နဲ့ကျမတို့ Federal Democracy ရချင်တယ်တကယ်လှုပ်ချင်တယ်ဆိုတော့ကျမတို့လှုပ်ရမှာပဲချင်းအနေနဲ့ကျမတို့အားလုံးတဆွတ်စီတယ်ကျမတို့တွားရမှာဖြစ်တယ်အဲ့တော့ကျမတို့တွေကခေါင်းဆောင်ကောင်းရင်နောက်လိုက်ကောင်းသူမွေးဖွားတယ်ခေါင်းဆောင်ကောင်းကခေါင်းဆောင်ကောင်းကိုသူပြန်မွေးထုတ်နိုင်တယ်အဲ့တော့ဒီဟာကိုကျမတို့တင်ကန်းစာယူရမယ်တခါတည်း just ကျမတို့အထဲမှာကပြောရင်လည်းမကောင်းဘူးနော်ကိုယ့်နေရာကိုပြောင်းမှာဆိုလို့ကိုယ့်ရဲ့မျိုးနယ်စုအလိုက်အရန်ကို politics တွေလုပ်နေတာဒါကတော့လုံးဝဒါကျမတို့မလုပ်ဖို့လိုအပ်တယ်ပေါ့နော်ဒါ stop လုပ်ဖို့လိုအပ်တယ်လို့ကျမအနေနဲ့မြင်တယ်အဲ့တော့ကျမတို့
ဒီမှာဆိုတော့ institution အနေကတော့ဒါကျမတို့မဖြစ်မနေစူးစမ်းမှလုပ်ရမယ်ဘယ်ဟာမှအရင်အများကြီးတော့ကျမတို့မလုပ်နိုင်သေးဘူးကျမတို့စကိုင်းပဲပြပြမှာကိုယ်ပဲပြပြစူးစမ်းနေတဲ့ကာလဖြစ်တယ်အရင်ကြီးတော့မပြည့်စုံသေးပေါ့နော်အမှကျမတို့အလုပ်လုပ်တဲ့ data တွေမှာဆိုရင်ကျမတို့ဒီနေပတ်ဆက်ရချမ်းဖက်မှုတွေခံရလို့ရှိရင်ကျမတို့ကျင့်သုံးနေတဲ့ဥပဒေတွေကမပြည့်စုံဒါမှမပြည့်စုံတဲ့ဥပဒေပဲရှိတဲ့အတွက်အဲ့ဒါပဲသုံးနေရတယ်ဥပမာကျမတို့အမှုတမှုဆိုရင်သူ့ရဲ့အဖေကသူ့တမျိုးမရင်းချိနေဖြစ်တယ်မရင်းချိတဲ့ချိန်မှာဘလို့သူတို့တရားစီရင်လိုက်လဲဆိုတော့တရားစီရင်ကတခါတည်းတတ်လိုက်တယ်အဲ့တော့ဒီနေ့မှာကျမတို့ကမားတဲ့သူကိုကျမတို့အဖြစ်ပေးအရေးယူရမှာမှန်တယ်ဒါပေမဲ့လည်းတက်တာကြီးကတကယ်မှန်လားပေါ့နော်စဉ်းစားစရာဖြစ်တယ်အဲကြောင့်သူဒီတို့နောက်မှာ background မရှိလို့ကျွန်တော်တို့တက်ရဲတာတွေဖြစ်နေတယ်ဒါပေမဲ့တကယ်အခုလက်နဲ့ကင်အချင်းချင်းချားမှာတချို့ PDF ခေါင်းဆောင်တွေကဒီမြို့နယ်အဆင့်တွေမှာအုပ်ချုပ်နေတဲ့သူတွေကလက်နဲ့ရှိတယ်သူတို့တွေကမရင်းကျင့်တဲ့ဟာကျတော့မပစ်တတ်ဘူးပေါ့နော်အဲ့လိုမျိုးဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ကဥပဒေတွေကျင့်တဲ့ချိန်ဥပဒေတွေကျွန်တော်တို့ကအသုံးပြုတဲ့ချိန်မှာ implementation လုပ်တဲ့ချိန်မှာကျွန်တော်တို့ကအကုန်လုံးဒီဒန်းတူဖြစ်ရမှာဘယ်သူမှဥပဒေထဲမှာရှိရမှာမဟုတ်ဘူးပေါ့နော်ဒါကစာအရာလည်းမဟုတ်တကယ်မရှိရမှာဖြစ်တယ်ပေါ့နော်အဲ့ကြောင့်ကျမတို့တွေကပြောတဲ့အချိန်မှာတကယ်ပြောတဲ့ဟာနဲ့တကယ်လက်တွေ့ကျင့်သုံးတဲ့ဟာပေါ့နော်အမတန်အရေးကြီးတယ်တစ်ထပ်ထပ်ဖြစ်ရမယ်လို့ကျမအနေနဲ့မြင်တယ်ပေါ့နော်အဲ့ကြောင့်ကျမတို့တွေကတခါတည်းကြောက်လို့ရှိရင်အများကြီးပြောရတယ်လေကျမမြင်ရတယ်ပေါ့နော်ဒါပေမဲ့တကယ်လက်တွေ့အနေထားမှာဆိုရင်တော့ဒါအရန်ခက်ခဲတယ်ကျမတို့တွေကတကယ်မြေပြင်မှာအလုပ်လုပ်တဲ့ချိန်မှာဆိုရင်တော့ဒါကျမတို့စနစ်တကျမဖြစ်နိုင်ပေမဲ့လည်းအဖြစ်နိုင်ဆုံးအနည်းဆုံးပေါ့နော်ဒါစူးစမ်းနေရတဲ့အနေထားလို့ကျမအနေနဲ့မြင်တယ်ပြီးလို့ရှိရင်ကျမတို့တွေအငင်းပွားမှုတွေပေါ့နော်ရှိလာတယ်အဲ့လိုမျိုးဆိုတော့ဒါကျမတို့ဒီအငင်းပွားမှုရှိတဲ့အချိန်မှာလည်းဒါအန်တီရဲ့ဖြစ်စေတဲ့အရာပေါ့နော်အနည်းဆုံးကိုကျမတို့ရှောင်ရှားပြီးမှပေါ့နော်ဒီကျမတို့လိုချင်တဲ့ပန်းတိုင်အောင်ပေါ့နော်ရအောင်ကျမတို့စူးစမ်းမှတော့ကျမတို့သွားရမယ်လို့တော့ကျမအနေနဲ့တော့မြင်မိတယ်ပေါ့ဟုတ်ကဲ့ဆရာမဒီနေရာမှာလေထပ်ပြီးတော့ဆွေးနွေးစီချင်တာကလက်ရှိအချိန်မှာကျွန်တော်တို့ကဒေါ်လာရေးအင်အားစုတစ်ခုလုံးအနေနဲ့ကျွန်တော်တို့ကြည့်တဲ့အခါမှာခုနကကျွန်တော်မြည်တဲ့အတိုင်းပဲ institution စနစ်တကျခိုင်မာတဲ့ဟာမျိုးနဲ့ကျွန်တော်တို့မသွားနိုင်သေးလို့လားဆိုတော့မြည်တာက bottom up federal စနစ်လို့ကျွန်တော်တို့ကပြောတဲ့အခါမှာဒီအတိုက်ကျွန်တော်ကတီချာလေးအခုခါနေစပြီးတော့အကောင့်ထဲပေါ်ခဲ့ရင်ဥပမာဒီတန်တရာဆိုရင်လည်းဒီတန်တရာအစင်နဲ့သူအာနာနဲ့သူရှိပြီးသားဖြစ်ရမှာပြီးနေအစင်မှာဆိုရင်လည်းဥပမာပြီးထောင်စုအစင်မှာပြီးနေအစင်ကနေ3ယောက်လောက်ကိုယ်စလဲလွတ်မလား2ယောက်စီကိုယ်စလဲလွတ်မလား5ယောက်စီကိုယ်စလဲလွတ်မလားပေါ့နော်သူပြီးနေအလိုက်နဲ့သူဥပမာစီလိုက်ပုံစံနဲ့ကျွန်တော်က institution ကောင်းလေးနဲ့တွားခဲ့ရင်ကျွန်တော်မဖြစ်နိုင်ဘူးလားပေါ့နော်လက်ရှိအခြေအနေရပေါ့နော်ဒီအခု SCEM မှာဆိုရင်ပေါ့လေဆရာမ CNF ပါတယ်ဥပမာချင်းမာကတဖွဲ့ထဲပဲပေါ့နော်ဥပမာကချင်မှာဆိုရင်လည်းတယောက်လာပေါ့နော်အဲ့အဖွဲ့အဲ့လိုပုံစံနဲ့ကိုယ်စလဲဖွဲ့တဲ့ပုံစံဒီကအစပေါ့လေဆရာမကျွန်တော်ကြည့်တဲ့အခါမှာ institution ကောင်းနဲ့တွားတယ်ဆိုရင်တော့ကျွန်တော်ကဒီထက်မကအများကျွန်တော်စီလုံးနိုင်မလားခုနကပြောတဲ့အတိုင်းပြည်ထောင်စု level မှာကျွန်တော်ဘုံသဘောတူညီချက်ကဒီဟာသဘောတူညီချက်ယူမယ်။ဟိုမှာပြည်နယ်အဆင့်မှာလည်းဒီလိုမျိုးတတ်မှတ်ချက်ကိုသဘောတူညီချက်ကျွန်တော်တို့ရှိတယ်ဆိုရင်တော့ဒီလောက်ပြဿနာဖြစ်မလာပါတော့ဆရာမဒါကူကျွန်တော်ဒီအချိန်ပေါ့နော်တကယ်စိတ်ဝင်စားစရာကောင်းတယ်လို့မြင်တာလေ။ဟုတ်ဆရာမလည်းဘယ်လိုမြင်လဲဒါဒီပေါ်မှာလေဟုတ်ကဲ့အဲ့တော့ institution အနေနဲ့တွားနေပြီလားဆိုတော့တွားဖို့စူးစမ်းနေတယ်ဥပမာလေကတစ်ထက်လောက်တော့ကျွန်တော်တို့ရောက်နေပြီဒါပေမဲ့အရှိကြီးတော့ကျွန်တော်တို့မရောက်ဘူးခုနပြောသလိုပဲ Guarani ပြည်နယ်တော့တော်တော်ရောက်နေပြီဥပမာဒီရှေ့ရောက်နေတဲ့သူတွေကတော့ဥပမာပြောလို့ရမလဲဆိုတော့ဥပမာတော်လန်ရေးလောက်တာကြာနေတဲ့အဖွဲ့တွေဥပမာKNU လို့ဆိုနေတော့ကြာပြီသူတို့တွေကတော့သူတို့ရဲ့ data အလိုက်အကုန်လုံးအစိုးမြို့နယ်ခရိုင်အဆင့်အကုန်လုံးရှိတယ် KIA ဆိုနေဒီလိုပဲဒီကချင်ဆိုနေတော်တော်ရှေ့ရောက်တယ်ပေါ့နော်ဒီလိုမျိုးတွေတော့ကျွန်မအနေနဲ့မြင်နေပြီးလို့ရှိရင်ဥမာတအောင် data ဆိုနေသူတအောင်မြို့နယ်အလိုက်ဖြစ်ပေါ့နော်သူတို့တွေတွားနေတာတွေ့တယ်အဲ့တော့ဒီဟာတွေကဒါကျွန်မတို့တင်ယူရမယ့်ဟာတွေဖြစ်တယ်ကျွန်မတို့ချင်းအရေးကိုပြန်ကြည့်ပါဆိုချင်းကတော့အရင်ကြီးမရောက်သေးဘူးလို့ကျွန်မအနေနဲ့မြင်တယ်စူးစမ်းရမယ့်ဟာဖြစ်တယ်ပေါ့နော်ဒါကတော့ကျွန်မတို့ချင်းနှစ်ဖွဲ့ကြီးကွဲနေတဲ့ကိစ္စတွေလည်းဒါစူးစမ်းရပေါင်းရမယ့်ဟာဖြစ်တယ်ရှေ့ရောက်လို့လည်းယုံကြည်တယ်ပေါ့နော်အဲ့တော့ဘဟိုပဲကျွန်တော်တို့သွားစဉ်းစားလို့မရအောင်ဘဟိုကဘလောက်ဖဲကောင်းပြည်နယ်ကအားမကောင်းဘဟိုကမကောင်းပေါ့နော် strong မဖြစ်နိုင်ဘူးကျွန်တော်တို့လိုချင်တဲ့ဟာတွေသွားရောက်မှာပေါ့ဘာလဲဆိုတော့ကျွန်တော်မြန်မာပြည်မှာပြဿနာဘာလဲဆိုတော့ဘယ်အဆင့်ကိုပဲကြည့်ကျွန်တော်တို့ခက်အစစ်ကြည့်မယ်ဆိုရင်ဘဟိုထိန်းချုပ်မှုအရင်များတော့ကျွန်တော်တို့ကပြင်ပြီးမှအစစ်မပြေမှုတွေဖြစ်တယ်အဲ့ဒါကျွန်တော်တို့ကဒီနေ့မှာက power of division လို့ဟိုကျွန်တော်တို့ကြည့်မယ်ဆိုရင်ပြည်နယ်ကလည်းသူ့ဟာနဲ့သူရည်တည်နိုင်မယ်သူ့ဟာနဲ့သူဟိုကောင်းဖွဲ့စည်းထားတာဖြစ်ဖို့လိုတယ်ကျွန်တော်ခံမှာပေါ့နော်ကိုရည်တည်ခြင်းနဲ့ကိုရှိရမယ်ဘဟိုကခိုင်းတာပဲလုပ်မှာ
မဟုတ်ကျွန်တော်တို့လိုချင်တာဒီဟာဖြစ်တယ်ကျွန်တော်တို့ရဲ့ပြဋ္ဌာန်းကိုပိုင်ပြဋ္ဌာန်းခွင့်ကဒီဟာဖြစ်တယ်ဆိုတော့ဒီအတိုင်းကိုကျွန်တော်တို့သွားဖို့လိုတယ်အားလုံးကိုဘဟုအထိုင်းမှာမဟုတ်ဘူးအားလုံးအထိုင်းကျွန်တော်ပြစ်တာဖြစ်မှာခုဆိုရင်ဒါတချို့ကျွန်တော်တို့ federalism နဲ့ပတ်သက်ပြီးမှလစ်လာတဲ့ခါမှာဆိုရင်အများသောအားဖြင့်ကျွန်တော်တို့ဒီ federal စနစ်တွေကကောင်းတဲ့ဟာတွေကအဓိကပြည်နယ်ကပိုပြီးမှအာဏာရှိတာတွေ့ရတယ်ဒီဘဟုတော့ပေးရမှာပဲမပေးလို့မရဘူးပေါ့နော်ပြည်နယ်ကမလုံနိုင်တာတွေရှိတယ်အဲ့တော့ပေါင်းဆက်ထိုင်းမှာကျွန်တော်တို့ဘဟုမှာလုပ်ရမယ့်ဟာတော့ကျွန်တော်ချန်ပေးထားဖို့လိုတယ်အဲ့တော့ကျွန်တော်တို့ကခုနကစီပြောသလိုပဲ SCF ဆိုရင်လည်းဒါအများကြီးလိုသေးတယ်ပေါ့နော်ဒါသူတို့ဆွေးနွေးနေတဲ့ကာလဖြစ်တယ်ပေါ့နော်မန်တိုင်ကြီး3ရက်ကနေကိုမတက်သေးဘူးနော်သူတို့အများကြီးစီးနေရောက်မှဖြစ်တယ် တို့ဒါမဲ့ကိုယ်တိုင်ကလည်းဗာလဲဥဆောင်ကော်မတီဆိုတဲ့ဟာမျိုးဆိုတော့Federal ပြည်ထောင်စုပေါ်ထွန်းရေးဥဆောင်ကော်မတီဆိုတော့လက်တွေ့အကောင့်ထဲပေါ်မဲ့မျိုးမဟုတ်ဘဲနဲ့ပေါ်ထွန်းရေးအတွက်ကျူးစားနေတဲ့သူအဖွဲ့ဆိုတဲ့မျိုးလည်းအတိတ်ပဲတက်ရောက်နေတာပေါ့နော်ဆံမတစ်ဖက်ကနေဒါပေမဲ့ကျွန်တော်တို့ကြည့်နေဆိုရင်တော့လက်ရှိမှာကျွန်တော်ကပြဿနာဖြစ်နေပြီညီတို့မှုတို့ကနေပြီဆံမကျွန်တော်တို့ကinstitution နဲ့မတော်ဘူးဆိုရင်တော့ကုယူကာရပဲဖြစ်နေမှာအဲ့ဒါကြောင့်ကျွန်တော်တို့ပြောနေတာပေါ့နေဆံမဆက်ပြီးတော့ဆွေးနွေးပြီးပါစမ်းဟုတ်မှန်တယ်ပေါ့နော်ဒါနောက်ဆုံးပေါ်တာကတော့ SCF ဖြစ်တယ်ဒါပေမဲ့ SCF ကလည်းပြည်စည်းနေစေဖြစ်တယ်အရင်ကြီးမခိုင်မာသေးဘူးပေါ့နော်ပြီးလို့ရှိရင်လည်းဒါသူတို့ FCF မှာမပါဝင်သေးတဲ့တခြားအစုဖွဲ့တွေဥပမာ AA တော်လကောင်းသူတို့ဆွေးနွေးနေတော့ရှိတယ်ပေါ့နော်တွေ့ကြမှာပါအဓိကတော့ပြည်စည်းစရာအများရှိတယ်တိုးတက်ဖို့အများကြီးတော့လိုသေးတာတော့ကျွန်မအနေနဲ့ဒီနေ့မှာဆွေးနွေးချင်တယ်ဘာလို့လဲဆိုတော့ကျွန်မတို့ကinstitutional ပြောတဲ့ချိန်မှာ inclusion အင်မတန်လိုအပ်တယ်gender inclusion ပဲပြ youth inclusion ပဲပြအများကြီးလိုအပ်တယ်ဘာလို့လဲဆိုတော့ကျမတို့ကအစကတည်းကအကုန်လုံးကပါရမှာဖြစ်တယ်ဒီတော်လန်ရေးမှာပါဝင်တဲ့တူတွေကိုပြောချင်တာပေါ့နော်ပါဖို့နေရာပေးဖို့လိုတယ်ဒါပေမဲ့အခုကတကားပိတ်ဖို့လိုပုံစံကတော့အဆင်မပြေဘူးပေါ့နော်ကြိုက်တဲ့လူဝင်ခိုင်းတယ်မကြိုက်တဲ့လူဆိုတော့မဝင်ခိုင်းဘူးအဲ့လိုမျိုးကတော့လုပ်လို့မရဘူးဘာလို့ဆိုတော့ကျမတို့က institution ခိုင်မာဖို့လုပ်နေတဲ့အချိန်မှာဆိုခုနကတူဒီဘဲမှာအားတာလဲတူဒီဘဲမှာတုံးလို့ရတယ်အဲ့ဒီတိုင်းကျမတို့ကလုပ်ရမယ်ဒါပေမဲ့အဲ့ဒီတူတွေကလည်းတစ္ဆာရှိဖို့လိုတယ်ဘာလို့ဆိုကျမတို့က informa ဖြစ်ပါလဲဆိုရင်ရတယ်ခုနယုံကြည်မှုတွေလည်းတိစောက်နေတဲ့ကာလဖြစ်တယ်အကုန်လုံးကချင်းမယုံကြည်နိုင်သေးတဲ့အနေအထားဖြစ်တယ်အဲ့လိုမျိုးဆိုတော့ကျမတို့တွေကလူကောင်းလူမှန်ဖြစ်ဖို့လှုပ်ဖို့လိုအပ်တယ်လို့ကျွန်မအနေနဲ့ယုံတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ခုနကကိုယ်စလေကိစ္စလည်းဒါအမတန်ရေးချရပါတော့ကျွန်တော်တို့ကခုနကပြောသွားသလိုဥမာအရင်တော့ဆိုတော့မြန်မာပြည်မှာတော့မဖြစ်ခဲ့ဘူးကျွန်တော်တို့တော်လိုင်းတစ်လျှောက်မှာမဖြစ်ခဲ့ဘူးတဲ့ဟာတွေပေါ့နော်ခုနကအဲ့ဒီဟာတွေတော့ခဲအောင်မထင်တော့မှကျွန်တော်တို့ဒီ Congress လောက်တဲ့တော်လကောင်းဒီလွတ်တော်အဆင့်လွတ်တာကတော့မရှိဘူးမှာ CRPH ကသူ့ဟန်သူလုံနေတာရှိတယ်ဒါပေမဲ့ကျွန်တော်တို့ဘာလို့လုံနေလဲတော့မသိဘူးပေါ့နော်သူတို့လုံတာတဲ့ခဏတည်ထုတ်ပြန်တာတော့ဘေးဥပဒေဘာပြင်လိုက်တာတော့အဲ့ဒါတော့ကျွန်တော်တို့ကြားတယ်တွေ့တယ်ပေါ့နော်ဒါပေမဲ့လည်းဒီဟာကဘယ်လောက်ထိပြည်သူကိုစားတွေ့လဲဘယ်လောက်ထိကျွန်တော်တို့မြေပြင်မှာအကောင့်ထဲပေါ်လဲဆိုတော့ဟာလဲကျွန်တော်တို့မသိနေဘူးပေါ့နော်မမြင်နေဘူးပေါ့နော်ဒီလိုမျိုးတော့တွေ့ရတယ်ဒါကြောင့်ကျွန်မအထင်နဲ့အဓိကတော့လောလောဆယ်တော်လိုင်းရေးကာလမှာတော့အများကြီး branch တွေအများကြီးတော့ကျွန်တော်တို့လုပ်လို့မရဘူးငွေအေးအားလဲလိုအပ်တယ်လူစွမ်းအားလဲလိုအပ်တယ်လုံခြုံရေးတွေလည်းခက်ခဲတယ်ပေါ့နော်အဲ့လိုမျိုးအနေထားမှာတော့အကုန်လုံးကြီးတော့ကျွန်တော်တို့မလုပ်နိုင်ဘူးဒါကြောင့်မဖြစ်မနေလောက်ရမှာရှိတယ်ကျွန်တော်တို့ခေါ်တိုက်ပွဲကာလဖြစ်နေဟုတ်နေရာတိုင်းမှာတိုက်ပွဲတွေကကို attack လုပ်တာတလောကောင် defense လုပ်တာတလောကောင်ပေါ့နော်ဒါလုပ်နေတဲ့ကာလဖြစ်တဲ့အတွက်ဒီမှာတော့ပုံမူကြီးမှပြန်အားဆိုင်ဖို့လိုတယ်ပြီးနောက်တစ်ဖက်မှာလည်းလှုပ်ရင်းနဲ့ကျွန်တော်တို့ခုန institution ခိုင်မာရေးရလိုတယ်ခုနကကြားကြမှာပါအကုန်လုံးကိုမြေပြင်မှာအချင်းချင်းနေတက်နေတဲ့ဟာတွေအချင်းချင်းနေမြေတွေလူနေတဲ့ဟာတွေစစ်တပ်ကိုမတိုက်ဖဲနဲ့ကိုဟာကိုတိုက်နေတဲ့ဟာတွေအများရှိပါတယ်ဒါအကုန်လုံးသိပါတယ်ပြီးလို့ရှိရင်ဒါစစ်ကြီးကောက်တဲ့ဟာတွေခိတ်ချင်းချင်းနေမှာကိုအချင်းချင်းနေဖမ်းနေကြဟာတွေအများရှိတယ်အဲ့တော့ဒီဟာတွေကဒါကျမတို့ခုနက institution မခိုင်မာလို့ပေါ့နော်ကျမတို့ကဖြန့်ကျဲဖြစ်နေတယ်ပေါ့နော်ဘယ်သူအတိုင်းအမှန်ကိုမသိနေဘူးကိုမလုံခြုံနေဘူးပေါ့နော်ပြည်သူလူထုတွေကောက်မအိတ်နေရအောင်အဲ့လိုမျိုးချားမှာကျမတို့ဖြစ်နေတာဖြစ်တယ်ဒါကြောင့် institution ကလည်းခုနခိုင်မာအောင်ကျမတို့လုပ်ရမယ်ခုနကလက်နဲ့ကင်ဖြစ်သွားလို့ကိုဒီဥက္ကဋ္ဌကြီးဖြစ်နေလို့ကိုကြိုက်တာကိုလင်ညှိုးထိုးရကိုတိုက်ရမယ်မဟုတ်နေဘူးပေါ့နော်အဲ့တော့ဒီဟာတွေပြန်လည်ပြီးမှကျမတို့ထိန်းချုပ်တဲ့ဥပဒေတွေဒီလိုမျိုးတွေကကျမတို့လုပ်ကိုလုပ်ရမှာမလုပ်လို့လည်းမရဘူးပေါ့နော်ဒီလုပ်နိုင်တဲ့အပိုင်းကနေဒီလွတ်တော်တွေထိုင်းတာဘာညာဒီဟာတွေကတော့ကျမတို့မလုပ်နိုင်ဘူးလက်ရှိအနေထားရပါတော့လုပ်လို့အခြေအနေကမပေးနေဘူးဒါပေမဲ့လည်းကျမတို့ institution ခိုင်ပါဖို့ခုနကစီမီစီကန်တွေတော့ကျမတို့တတ်မှတ်လို့ရတယ်ဒီစီကန်တွေတတ်မှတ်ရမယ်ပြီးလို့ရှိရင်ခုနကဒီကျမတို့ဖြန့်ကျဲနေတဲ့အစုအဖွဲ့တွေကိုလည်းဒါကျမတို့စူးစီးရမယ်ပေါ့နော်စူးစီးမှပဲကျမတို့က one comment အောက်မှာသွားမှာဖြစ်တယ်သွားရင်ဘယ်လောက်ဆိုးရွားတယ်ဘယ်လောက်ဖြစ်နေဆိုတာဒါအကုန်လုံးသိပါတယ်ပေါ့နော်အဲကြောင့်ကျမတို့ဒီဟာတွေကပြန်လည်ပြီးမှပုံမခိုင်မာအောင်စနစ်တကျဖြစ်အောင်တော့ကျမတို့ပြန်ဖွဲ့စည်းရမယ်လို့ရမြင်နေပေါ့ဟုတ်ကဲ့ဆရာဆိုတော့ဆရာရကေဘတ်ကိုကျွန်တော်ပြန်မေးချင်ပါတယ်ဆရာကျွန်တော်ခုနကဒီတာအစင် level မှာဆရာရှင်းပြသွားတာရှိတယ်ပေါ့နော်ကျွန်တော်လက်ရှိအချိန်မှာကျွန်တော်ညီနှွယ်ရေးလို့ခဏကျွန်တော်ပြောကြတယ်လူအပ်တယ်လို့ပြောကြတယ်ဒါပေမဲ့ခုနကလို institution ခိုင်မာမှုမရှိတဲ့အခါမှာတည်တည်ချာချာစီမင်းစီပန်ဥပမာပြောရမယ်ဆိုရင်တော့ကျွန်တော်တို့က
တော်လိုင်းရေး era ဆိုဒီစုပေါင်းလိုက်တဲ့ institution တခု platform တခုရှိမယ်ဒီနေရာကနေကျွန်တော်ရဲ့ဘုံကပါလဲဆိုတဲ့ဟာတတ်မှတ်မယ်အဲ့ဒီဟာစုပေါင်းထားတဲ့ဟာက one comment ဖြစ်မှာပေါ့နော်ကျွန်တော်ဆိုလိုချင်တာက one comment လို့ကျွန်တော်တို့ပြောတဲ့အခါမှာဟိုဒီတယောက်ကပဲပြောပြီးတော့ဖြစ်တယ်ဆိုတဲ့ဟာမျိုးပုံမဲ့တဲ့ data level အဆင့်ကနေအဖွဲ့အစည်းကနေကျွန်တော်အဆိုပြုတ်ထားတဲ့သဘောတူညီထားတဲ့အချက်ပေါ့နော်ဘယ်နှချက်ရှိမလဲဆိုတဲ့အားမျိုးကိုကျွန်တော်က institution နဲ့စနစ်တကျနဲ့တွားရင်ပေါ့နော်ဆရာမကောင်းဘူးလားကျွန်တော်ဘယ်လိုပြုပုံစံနဲ့ contact ပေါ်ရမလဲဆရာတနိုင်ငံလုံး level မှာပေါ့နော်ဆရာဒါလေးဆရာဘယ်လိုဆွေးနွေးချင်လဲဆရာဟုတ် ဟုတ်ကဲ့ပါထမအနေနဲ့ကတော့တပြည်နယ်လုံးတနိုင်ငံလုံးအတိုင်းအတာနဲ့institution တိဆောက်ဖို့ဆိုတာကတော့ပထမအနေနဲ့နိုင်ငံရေးအရာဘုံသဘောတူညီချက်တွေအရင်ရှိဖို့လိုနေတာပေါ့နော်နိုင်ငံရေးအရာဘုံသဘောတူညီချက်တွေမရှိဘဲနဲ့ institution ဆိုတာက first step မဟုတ်ဘူးပေါ့နော်ကျွန်တော်အမြင်က political agreement တွေကအရင်လုံနိုင်မှသာလျှင်ကျွန်တော်တို့က institution ကိုကျွန်တော်တည်ဆောက်လို့ရမှာပေါ့နော်ဆိုတော့ကျွန်တော်မြင်တာကတော့ခုနပြောတဲ့ကိုယ့်ရဲ့ထိန်းချုပ်မှာချင်းပြည်နယ်မှာဆိုရင်လက်နက်ကင်ဖွဲ့စည်း20လောက်30ကျော်တယ်သပါတော့ရှိတဲ့ဖွဲ့စည်းတွေကကိုယ့်ရဲ့ဖွဲ့စည်းကိုယ့်ရဲ့ထိန်းချုပ်နေမြေအတီးတီးမှာ institution ကိုတည်ဆောက်ကြဒီမိုကရေစီနိလန်ကြပေါ့နော်ဒီကောင်းကောင်းမွန်မွန်စနစ်တကျအကုန်လုံးတည်ဆောက်ကြပြီးတော့မှအဲ့လိုတည်ဆောက်ပြီးဆိုတာနဲ့ဒီလူတရားစနစ်နဲ့ကျွန်တော်နိုင်ငံရေးအရာဖြေရှာပြီးတော့မှပြည်နယ်စစ်မှနိုင်ငံရေးအရာချင်းပြည်နယ်ကိုဘယ်လိုတွားစီချင်တယ်လဲဆိုတော့ political agreement ရပြီဆိုရင်တော့အဲ့ဒါကအောက်ခြေမှာကမြေပြင်မှာအကုန်လုံးစနစ်တကျရှိပြီးသားကိုအပေါ်မှာပြည်နယ်စစ်မှာပေါင်းလိုက်ရုံပဲရှိသွားပြီပေါ့နော်ဆိုတော့ဒါက bottom up ဖြစ်တယ်ပေါ့နော်အပေါ်ကနေပြည်နယ်ကနေအောက်ခြေကိုဒီလိုမျိုးညွှန်ကြားပြီးတော့မှလောက်ခိုင်းနေတာမျိုးမျိုးလည်းရှိပြီးသားကိုယ့်ရဲ့ထင်ချုံနေမှာစနစ်တကျရှိပြီးသား institution တွေပေါင်းလိုက်ရင်တော့အလိုနဲ့ခိုင်မာပြီးသား institution ချင်းဖြစ်လာမယ်လို့ကျွန်တော်တို့မြင်တယ်ပေါ့နော်အဲ့လိုပြည်နယ်ကနေတစ်ဆက်ပြည်ထောင်စုအဆင့်ကိုတွားရမှာပေါ့နော်ဆိုတော့အဲ့လိုပဲအောက်ခြေကနေအပေါ်ကိုတွားတဲ့ပုံစံမျိုးဆိုတော့ကိုယ့်ရဲ့ထင်ချုံနေမြေတီတီမှာအားလုံးကဝိုင်းဝန်းပြီးတော့လှုပ်ချဖို့အဓိကလိုမယ်လို့အမြင်တယ်ပေါ့နော်ပြီးတော့ဒုတိယချက်ကတော့တချို့တွေကဒီစာရွက်ပေါ်မှာတော့ရန်ကောင်းတယ်ပေါ့နော်ဒီစာရွက်ပေါ်မှာကတော့ institution တေချာလေးရေးထားတယ် constitution တေချာလေးရေးထားတယ် charterတေချာလေးရေးထားတယ်စာမျက်နှာ100 200ဒါပေမဲ့မြေပြင်ပြည်သူလူထုထိတွေ့မှုတိုင်းညီမှုဟန်ချက်မဖြစ်ရင်တော့ပြည်သူလူထုပေါ်မှာအခြေခံတဲ့ institution မဖြစ်ရင်တော့ဒါကစာရွက်တက်ပဲဖြစ်မှာပါနော်ဆိုတော့အများအားပြည်သူလူထုရဲ့ public consultation ဆိုတဲ့ဟာပြည်သူလူထုရဲ့သဘောထားတွေကိုကျွန်တော်တို့ကစုစည်းရမယ်အဲ့ဒီ institution ကိုတည်ဆောက်တဲ့အခါမှာ civil society တွေရဲ့သဘောထားတွေကိုကျွန်တော်တို့စုစည်းရမယ်stakeholder ဒေါ်လာရေးထဲမှာလက်နက်ကင်ဖွဲ့စည်းတစ်ခုတည်းမဟုတ်ဘဲနဲ့အမျိုးသမီးအဖွဲ့တွေဘာသာရေးအဖွဲ့တွေအဲ့လိုမျိုးတွေရဲ့အတန်တွေအမြင်တွေကိုအကုန်လုံးပေါင်းစပ်ပြီးတော့မှအဲ့လိုလုံးမတာတဲ့ကျွန်တော်ခိုင်မာတဲ့ institution ဆိုတာဖြစ်လာမယ်ပေါ့နော်ဆိုတော့ဒီကပြောချင်တာကတော့မေးပြမှာကိုယ့်ရဲ့ဖွဲ့စည်းတီမှာတေချာလေးလောက်ချပေးလို့တရားစနေတဲ့ပြည်နယ်ဆက်ဥမာပို့ဆို CCCB နှစ်ဖွဲ့ကမပေါင်းစည်းနိုင်တဲ့တပြည်နယ်လုံးတိုင်းတာနဲ့ institution တိဆောက်ဖို့ဆိုတာကတော့မဖြစ်နိုင်ဘူးပေါ့နော်ဆိုတော့အဲ့ဒါကြောင့်နိုင်ငံရေး agreement နှစ်ဖွဲ့ကအဆင်ပြေတော့ပြီဆိုမှပဲ institution ကလိုက်လာနိုင်မှာဆိုတော့အဲ့ဒီပြည်နယ်ဆက်သဘောတူညီချက်တွေမရခင်မှာကိုယ့်ရဲ့ data တီမှာ institution ကိုကောင်းကောင်းလေးတိဆောက်ကြမယ်ဆိုရင်တော့ဒါနောက်ပိုင်းတော့လည်းစင်ပီတော့မယ်လို့ကျွန်တော်ဆွေးနွေးလိုပါတယ်ဟုတ်ကဲ့တဲ့ဒီနေရာမှာကျွန်တော်စိတ်ဝင်စားတာကမရှိရဲဆိုတော့ဘဟုကနေမဟုတ်ဘဲနဲ့ကျွန်တော်နီတင်ကနေเนาะကျွန်တော်စဖို့ဆရာပြောထားတာတကယ်ဟိုဖြစ်တယ်ဥပမာကျွန်တော် CP ဘယ်လိုပဲရှိနေ CC ဘယ်လိုပဲရှိနေလက်ရှိအချိန်မှာနေရဖို့လူအပ်တယ်ဆိုတာကျွန်တော်အားလုံးလေးခံကြတယ်ကျွန်တော်ရဲ့ဘုံလဲကျွန်တော်အားလုံးကတိတယ်ပေါ့လေရှာဆိုတော့ကျွန်တော်တို့ကဒီနေတင်မှာရှိနေတဲ့အားလုံးကိုစုစည်းနိုင်တဲ့ဟာမျိုးစုစည်းနိုင်တဲ့ဟာမျိုးပေါ့နော်ပြောရမယ်ဆိုရင်တော့ CCCB ကိုခဏထားပြီးတော့ကျွန်တော်ရဲ့ဘုံကိုပြန်ပြီးတော့တတ်မှတ်ပြီးတော့အလူကနေပြန်သွားရင်ဟောဆရာဘယ်လိုဖြစ်နိုင်လဲကျွန်တော်ပြည်နယ်အဆင့်ပဲဖြစ်တနိုင်ငံလုံးအဆင့်ပဲဖြစ်နေဆရာရှိတဲ့အင်အားစုကျွန်တော်ကစီမီစီကန်ဝါလီနဲ့ကျွန်တော်ကအင်အားစုတွေအားလုံးဘုံသဘောတူညီပြန်ရှာဟို NUG လည်းမစင်စားပဲတခြားကိစ္စတွေကိုခဏထားပြီးတော့ဘုံသဘောတူညီချက်ပြီးပါတယ်ယူနိုင်တဲ့ဟာမျိုးနေလမ်းမရှိဘူးလားပေါ့နော်အဲကျွန်တော်ကလိုအပ်နေပြီလက်ရှိအချိန်မှာကျွန်တော်ဒေါ်လာကြီးတွေ9နှစ်ကြာရှိလာပြီပေါ့လေဆရာဆိုတော့ဒီအချိန်ကဆရာဘုံသဘောတူညီချက်တတ်မှတ်ဖို့လိုအပ်နေတယ်ကျွန်တော်ကဘုံသဘောတူညီချက်ရပြီးတော့ခုနကနိုင်ငံကြီးသဘောတူညီချက်တွေလိုအပ်နေတယ်ဘယ်လိုနေလမ်းလုပ်နိုင်မလဲကျွန်တော် CB နဲ့ CC သူပဲဆောင်းတော့မလားပေါ့နော်ဒီလူကြီးတွေပဲဆောင်းတော့မလားဒီမြေပြင်ကအင်အားစုတွေပြန်စုစည်းပြီးတော့ platform ညီရနိုင်တဲ့ platform မျိုးပြန်ရှာတော့မရဘူးလားအဓိကကတော့နိုင်ငံရေးပြဿနာကိုနိုင်ငံရေးအဖြေရှာရတာပေါ့နော်ဥပမာ CC နဲ့ CB ပြဿနာဖြစ်နေတယ်ဆိုတော့ CC နဲ့ CB ခေါင်းဆောင်တွေကြားမှာ
တိုက်ရိုက်ဖြစ်ရှင်တဲ့နီလန်ကတော့အကောင်းဆုံးနဲ့လက်တွေ့အကျဆုံးဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့ဒီအပြင်ဂျန်တဲ့နီလန်ရှိသလားဆိုတော့ရှိတယ်ပေါ့နော်ဒီပီတူလူထုတွေအနေနဲ့ကိုယ့်ရဲ့တက်နိုင်တဲ့ဘက်ကနေဝင်ပြီးတော့အောက်ဆောင်တွေကိုပဲကျွန်တော်စောင့်တော့မလားပေါ့နော်ဆိုတော့မိခွင့်နဲ့ပတ်သက်ပြီးတော့တချို့ဆိုရင် social media ပေါ်မှာပေါင်းလက္ခဏာမဆောင်တဲ့ဟာတွေဝါဒဖြန့်တွေးထိုး hate speech တာရှိတဲ့ဖြင့်ဒီစီလုံးမှုကိုကြိုကွဲစေမဲ့ဖြက်စီးစေမဲ့ဟာတွေ social media မှာပဲမဟုတ်ဘူးမြေပြင်မှာရောပြီးတော့မှဒီတချို့ပညာတတ်တဲ့ပညာရှင်တွေတောင်မှသူတို့ရဲ့စာတမ်းပြုစုတဲ့သူတွေပေါ့နော် academic ရှန်တွေသူတို့ကသူတို့ရဲ့ပညာကိုနည်းနည်းလေးစီလိုဖို့စူစီဖို့မဟုတ်ဘဲနဲ့နှုတ်လက္ခဏာဆောင်တဲ့အခါမျိုးနဲ့ဒါတွေကို short ချရမှာပေါ့နော်ပြီးတော့ပီတူလူထုကသူတို့မှာ right ရှိတယ်လို့တာဝန်လည်းရှိတာပေါ့နော်ဆိုတော့ကိုယ့်ရဲ့တာဝန်တွေကိုကျွန်တော်ကဘာလို့ပေးနိုင်မလဲဒီပေါင်းစည်းဖို့အတွက်ချင်းပြည်နယ်ပြန်လည်စီလုံးရေးချင်းပြည်နယ်မှာခိုင်မာတဲ့ institution ပေါ်ပေါက်လာဖို့အတွက်နီလန်ပေါင်းဆောင်တဲ့ကိုကပါဝင်လို့တော့ရတယ်ပေါ့နော်ဒါပေမဲ့ရုပ်သဆုံးကျွန်တော်အမြင်ပြောရရင်တော့ဥပမာခုလိုမျိုးမီဒီယာတွေကနေတဆင့်ဒီလိုမျိုးဆွေးနွေးမှုတွေမီဒီယာဆိုရင်လည်းတော်တော်လေးရည်ကြီးတဲ့ခန့်ကဏ္ဍဆိုတော့ဒီလိုမျိုးအကနေပါဝင်လို့ရတယ်နီလန်ပေါင်းဆောင်တဲ့ပေါ့နော်ဒီစီလုံးကြီးနဲ့ပတ်သက်ပြီးတော့ဆိုတော့ဒါပေမဲ့အဲ့လိုလို့ရင်းနဲ့နောက်ဆုံးအဓိကအဖြေကတော့စပွဲပေါ်မှာခေါင်းဆောင်တွေလူကြီးတွေဆွေးနွေးတိုင်ပြီးအဖြေရှာတဲ့နီလန်ကတော့နောက်ဆုံးအနေနဲ့တော့ကြိုက်တယ်ဖြစ်စေမကြိုက်တယ်ဖြစ်စေလိုအပ်တာပေါ့နော်ဒါဒီနီလန်နဲ့ပဲကျွန်တော်တို့ကအဖြေရှာမှာဘာလို့ဆိုတော့သူတို့ကပဲအဓိက main power ကိုကင်ထားတယ်သူတို့ရဲ့နောက်မှာသူတို့ supporter တွေရှိတယ်ပြီးသူတို့လက်နက်ကင်ထားတဲ့ဖွဲ့ရှိတယ်ဆိုတော့ဝေးကြီးအင်အားလည်းသူတို့အာဏာကိုကင်တဲ့လူတွေဖြစ်တဲ့အတွက်ဂျန်တဲ့အဖွဲ့အစည်းတွေကြတော့အဲ့လောက်ထိသူတို့တိုက်သွင်းအဖြေရှာလို့ရတယ်တခြားနီလန်နဲ့ကူညီပံ့ပိုးလို့ရတယ်သူတို့ကိုနားလည်အောင် lobby advocacy လုပ်လို့ရတယ်ဒါပေမဲ့အဓိကနောက်ဆုံးကတော့သူတို့ရဲ့ပုံမှာတော့မူတည်လိမ့်မယ်လို့တော့ကျွန်တော်မြင်ပါတယ်ဟုတ်ကဲ့ညီမလေးဂျူလီခုနကကျွန်တော်ပြောတဲ့ဟာပေါ့နော်ကျွန်တော်ညီနွယ်မှုလိုအပ်နေကြတယ်ဒီပေါ်မှာပေါ့နော်ကျွန်တော် CC ကိုစောင်းနေတာကျွန်တော်နှစ်နှစ်လောက်ရှိနေပြီဆိုတော့မြန်မာနိုင်ငံတနိုင်ငံလုံးစာနဲ့ဆိုရင်လည်း NUG ပြုပြင်ပြောင်းလဲရေးတွေပေါ့နော်ညီနွယ်ကြီးကျွန်တော်ပြောခဲ့ကြတာလိုအပ်တယ်လို့ကျွန်တော်ပြောခဲ့ကြတာကြားနေပြီဆိုတော့ကျွန်တော်လက်ရှိအချိန်ဒီမှာဘယ်လိုနေလန်းနေတဲ့သူတို့ဒီကကျွန်တော်မလုတ်ခဲ့တော့ဘူးဆိုရင်တော့ကျွန်တော်ကျန်တဲ့အင်အားစုတွေပဲဖြစ်ဘယ်လိုစနစ်ကနေ bottom up federal စနစ်ပုံစံနဲ့တကယ် institution ခိုင်မာအောင်ကျွန်တော်ဘယ်လိုသွားတဲ့လဲဘယ်လိုဘုံနိုင်ငံရေးတဘောတူညီချက်တွေညီတော်မှုတွေဘယ်လိုယူသွားတဲ့လဲဆိုတဲ့ဟာလေညီမလေးအမြင်လေးဘယ်လိုရှိလဲဟုတ်ကဲ့ပါကျွန်မအနေနဲ့ဆိုရင်ဒီဟာကတော့အားလုံးညီညွတ်ရမယ်လို့ပြောရုံနဲ့တော့မလုံလောက်ပါတော့ဒါကြောင့်ဒီ institution မှာဆိုရင်စီမင်းတွေပြီးတော့အာဏာခွဲဝေမှုတွေပြီးတော့ကိုပိုင်အုပ်ချုပ်ခွင့်နဲ့ဘုံကိစ္စတွေမှာအတူတူဆုံးဖြတ်ပိုင်ခွင့်တွေရှိမယ်ပြီးတော့ဘယ်လို institution တွေတည်ဆောက်မှာလဲဆိုတော့ဝစီပုံအခြေခံဥပဒေတွေပေါ့နော် constitution တွေပြီးတော့ legislature လွှတ်တော်တွေပြီးတော့တရားစီရင်ရေးဆိုတဲ့အားတွေနဲ့ပြီးတော့ intergovernmental institution တွေတည်ဆောက်မယ်ပြီးတော့ဗန္ဒာခွဲဝေမှုစနစ်တွေပေါ့နော်အဲ့ဒါတွေကိုဒီ bottom up စနစ်နဲ့ bottom up စနစ်အနေနဲ့ဆိုရင်ဒီ local ကြီးလက်ဒေတာအဆင့်ပြီးတော့မြို့နယ်အဆင့်ပြီးတော့ခရိုင်အဆင့်ပြီးတော့ပြည်နယ်ပြီးတော့ federal ဆိုပြီးတော့ဒီ bottom up approach ပေါ်ဆောင်နေရင်တော့ကျွန်မအမြင်နဲ့ကောင်းမယ်လို့ထင်ပါတယ်ဟုတ်ကဲ့ကျေးဇူးပါဆိုတော့ကျွန်တော်တို့ပူပေါင်းဆောင်ရွက်မှုကိုကျွန်တော်ကပြောကြတယ်ဆိုတော့အဖွဲ့အစည်းတွေကြားမှာအတူတူလုပ်မယ်ဆိုတာကျွန်တော်ကစကားနဲ့ပဲကျွန်တော်ပြောလို့မရဘူးပေါ့နော်ကျွန်တော်လက်တွေ့ကျွန်တော်လုပ်ဖို့လိုအပ်တယ်ဆိုတော့ဒီနေရာမှာလက်တွေ့ကျွန်တော်ပူပေါင်းဆောင်ရွက်မှုလုပ်ဖို့ဆိုရင်တော့ဘယ်လိုပုံစံလုပ်ကြမလဲအချက်နဲ့မျှဝေတာလားမဟုတ်ရင်ခုနကကျွန်တော်ကပြောခဲ့ကြတဲ့အရင်မျှဝေတဲ့အားလားပူတွဲဆုံးဖြတ်မှုတွေလားပေါ့နော်ဒီကြားတဲ့ကကျွန်တော်လက်တွေ့လုပ်မယ်ဆိုတော့ကျွန်တော်ကဘာလုပ်ကြမလဲဆိုတော့လက်တွေ့ကြကျွန်တော်ကစရတော့မယ်ဆိုရင်တော့ကျွန်တော်ဘာလုပ်ရမလဲဆရာမဆွေးနွေးပြပါအောင်ခင်ဗျာဆရာမအနေနဲ့ကျွန်တော်ပူပေါင်းဆောင်ရွက်မှုတွေအခုကကျွန်တော်နိုင်တဲ့လောက်လုပ်ဖို့ကျွန်တော်လိုအပ်တယ်ကျွန်တော်ပူညီညွတ်မှုလိုအပ်တယ်လို့ကျွန်တော်ကပြောခဲ့ကြတယ်ဒါပေမဲ့ကျွန်တော်ပတ်စံနဲ့ပြောလို့မရဘူးပေါ့နော်လက်တွေ့နဲ့ကျွန်တော်အကောင့်ထဲပေါ်ဖို့လိုအပ်နေတယ်ဒီနေရာမှာကျွန်တော်ကဘယ်လိုမျိုးပူပေါင်းဆောင်ရွက်မှုခုချက်ချင်းလုပ်နိုင်မှလဲပေါ့နော်အချက်လက်ဒီမျှဝေတာအရင်မြစ်တွေကျွန်တော်အတူတူပူတွဲဆုံးဖြတ်မှုတွေလားတာဝန်ခွဲဝေမှုတွေလားပေါ့နော်ဆရာမဒီဟာတဲကကျွန်တော်လက်တွေ့ပါလုပ်သွားမလဲလက်ရှိအချိန်နဲ့အခြေအနေပဲ
ကိုင်နေအောင်ပေါ့နော် โอเคကျေးဇူးတင်ပါတယ်လက်ရှိအချိန်နဲ့ပြောမယ်ပေါ့နော်လက်ရှိတော်လိုင်းကအချိန်နဲ့ဆိုတော့ဒါကျမတို့ဘာတွေပူပေါင်းဆောင်ရွက်လို့ရမလဲဆိုတော့ collective leadership ကအမတန်ရေးကြီးတယ်ဒါကျမတို့ပူပေါင်းဆောင်ရွက်မှုပေါ့နော်ဒီပူပေါင်းစုပေါင်းခေါင်းဆောင်မှုပေါ့နော်ဒါကအမတန်အရေးကြီးတယ်ဒါကျမတို့ချင်းပြည်နယ်ပဲပြောမြန်မာပြည်တစ်ပြည်လုံးပဲပြောပေါ့နော်စုပေါင်းခေါင်းဆောင်မှုအမတန်ရေးကြီးတယ်ဒါကတော့ကျမတို့လှုပ်လို့လည်းရတယ်လှုပ်နေတယ်ဒါပေမဲ့ဒီထက်ပိုကောင်းဖို့လိုတယ်ပေါ့နော်အဲ့လိုမျိုးဖြစ်မယ်ပြီးနောက်တစ်ခုအနေနဲ့တော့ဒါဒီ gender inclusion ပေါ့နော် gender inclusion ကကျမတို့လုပ်ရမှာဖြစ်တယ်ဘာလို့ဆိုတော့ဒီကျမတို့ခေါင်းဆောင်တွေကိုရှိတဲ့ချိန်မှာတော်တော် inclusion မဖြစ်နေဘူးပေါ့နော်အဲ့တော့ gender inclusion လို့ပြောတဲ့ချိန်မှာဆိုရင်လေကျမတို့က meaningful participation လို့အပ်တယ်ပါတာတော့ပါတယ်မပြောပိုင်ခွင့်မပေးတာဆုံးဖြတ်ချက်ချတဲ့ညမှာပေးမထိုင်တာပေးမလုပ်တာဒီလိုမျိုးတွေရှိနေတယ်ကန့်သက်တွေရှိနေတယ်ပေါ့နော်အဲ့ဒါကျမတို့ကဒီလိုမျိုး gender inclusion လို့ပြောတဲ့ချိန်မှာ meaningful participation ကိုပြည့်စုံတဲ့ပါဝင်မှုပေါ့နော်ဒီဟာကိုကျမတို့လုပ်ရမယ်ဒါလုပ်လို့ရတဲ့အနေအထားဖြစ်တယ်ပြီးလို့ရှိရင်လည်းလူငယ်တွေရဲ့အတန်လူငယ်တွေပါရမယ်အဲ့လိုမျိုးနဲ့ကျမတို့စားလို့ရတယ်လို့ကျမအနေနဲ့မြင်တယ်ပြီးလို့ရှိရင်လည်းဒါလောလောဆယ်မှာဆိုတော့ခုနကကျမတို့ပြောသွားတယ်လို့ပေါ့နော်တနေရာနဲ့တနေရာတိုက်ပွဲဖြစ်နေတာတွေရှိတယ်အကုန်လုံးလို့မှာပဲတိုက်ပွဲတော့ဖြစ်နေပါတော့ဒီမျိုးမှာဆိုရင်ခုနကပူပေါင်းဆောင်ရွက်မှုတွေဘယ်လိုမျိုးပံ့ပိုးပေးမလဲအချင်းချင်းပေါ့နော်တတိယချက်လက်ကျမတို့ပံ့ပိုးမလားသို့မဟုတ်စစ်အင်အားပံ့ပိုးမလားအမစစ်အင်အားဆိုတာခက်ခဲဖြစ်နေတယ်ခုနငွေရေးချေးတွေအများကြီးလို့ပေါ့နော်နေရာတိုင်းမှာတိုက်ပွဲဖြစ်နေတယ်ဆိုအဲ့လိုမျိုးဆိုတော့လုံနိုင်တာကဒါတတိယအချက်လက်တွေဖလှယ်မယ်ပြီးလို့ရှိရင်လူအင်အားကိုညီလို့နိုင်နေဆိုရင်တော့ဒါကိုညီရမယ်ပေါ့နော်ဒီဟာလေးတွေတော့ကျမတို့လောလောဆယ်တော့အလုပ်လို့ရမယ်လို့တော့ကျမအနေနဲ့မြင်တယ်ပြီးလို့ရှိရင်အခုဆိုရင်ဒါကျမတို့ data တော်တော်များများမှာမြေပြန့် data မှာရေကြီးရေရှမ်းအခုဖြစ်နေတယ်ပေါ့နော်အဲဒီလိုမျိုးမှာဆိုရင်ခုနလူသားချင်းစာနာထောက်ထားတွေကိုညီတွေအချင်းချင်းပေးကြမလားပေါ့နော်ဒီဟာလေးတွေကတော့လက်ရှိအနေထားရကြကျမတို့လုပ်လို့ရတာဖြစ်တယ်။မှာချင်းပြနေဆိုတော့ဒါမိုးလို့ဆိုတော့မြေပြိုတဲ့ကိစ္စကကျမတို့နှစ်တိုင်းဖြစ်တယ်ပေါ့နော်ဒီလိုမျိုးတွေမြေပြတ်မှာဆိုတော့ရေရှိတဲ့ကိစ္စတွေပေါ့နော်ဒီဟာကလက်ရှိအနေထားမှာဆိုတော့ဒါကျမတို့အများကြီးဒီဟာတွေကတော့လုပ်လို့ရတဲ့အနေထားဖြစ်တယ်တခြားဟာတွေကတော့အများကြီးပုံတဘိုးတူညီချစ်တယ်အစစ်စစ်တိုင်းမှာဟာလို့တော့မြင်တယ်ပေါ့ ဟုတ်ကဲ့ကျေးဇူးပါဆရာမကြီးဆရာရခဲအနေနဲ့ရောကျွန်တော်တို့ကလက်တွေ့ပူပေါင်းဆောင်ရွက်မှုဒီလုပ်မယ်ဆိုတော့ဘယ်ဟာဒီကိုပူပေါင်းဆောင်ရွက်ပြီးတော့ဘယ်ဟာဒီကိုဒေတာအနေနဲ့ဆောင်ရွက်တင်လေဆိုတဲ့ဟာပေါ့လေဆရာဆက်ပြီးတော့ဆွေးနွေးပြီးပါအောင်လားဟုတ် ထပ်ပြီးတော့အဖြစ်မဲ့ဆိုရင်တော့ကို data အလိုက်ကတော့ကိုလို့ဆရာရှိတာကိုစနစ်ကျလုပ်ရမယ်ကိုပြည်သူလူထုကိုတာဝန်ခံမှုနဲ့ကိုရဲ့ data အလိုက် institution တွေကိုတည်ဆောက်ကြရမယ်တစ်ချိန်တည်းမှာပြည်နယ်အဆင့်စီလုံးရေးပြည်နယ်အဆင့် institution တွေကိုလည်းကျွန်တော်တို့လိလူရှုလို့တော့မရဘူးပေါ့နော်ဒီပိုင်းကိုလည်းကျွန်တော်တို့စဉ်းစားနေရမယ်ဆိုတော့အဲ့ဒီအပြင်ကျန်တဲ့ဒီတော်လှန်ရေးမှာတိုက်ရိုက်မပါဝင်တဲ့ဒီအဖွဲ့အစည်းတွေအနေနဲ့လည်းခုနလိုမျိုး institution မှာဒီ governance မှာအုပ်ချုပ်ရေးတွေမှာအမျိုးသမီးတွေဒီ inclusive ဖြစ်နိုင်ဖို့ပေါ့နော်ဒါတွေကိုလည်းစ조사ပြီးတော့လုပ်ရမယ်ပေါ့နော်ဥပမာအခုချိန်မှာဒေါ်လာရေးမှာအမျိုးသမီးတွေကအုပ်ချုပ်ရေးမှာပေါ့နော်အုပ်ချုပ်ရေးမှာအမျိုးသမီးတွေပါဝင်မှုကအရင်ကိုနည်းနေတယ်ဘာလို့လဲဆိုတော့အရင်တော့ကသူ့ရဲ့ cultural tradition အရဒီအမျိုးသမီးတွေကအရင်ကတည်းကအုပ်ချုပ်ရေးဆိုတာအမျိုးသမီးတွေရဲ့အလုပ်မဟုတ်ဘူးသူတို့နဲ့မဆိုင်ဘူးဆိုတော့အမြင်တွေရှိတယ်အမျိုးသမီးဆိုတာကသူကအိမ်တွင်းရေးပဲလုပ်ရမယ်ဆိုတော့ mindset တွေပေါ့နော်ဒါအုပ်ချုပ်ရေးကသူတို့နဲ့မဆိုင်ဘူးဆိုတဲ့အရာရှိတယ်ပေါ့နော်ဆိုတော့တကယ်တော့ကြေးရွာတရွာမှာလူဦးရေရဲ့ထက်ဝက်ရာခိုင်နှုန်း90ရာခိုင်နှုန်းကအမျိုးသမီးတွေဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့ဒီအမျိုးသမီး90ရာခိုင်နှုန်းကိုပိုစပြုတဲ့သူကအုပ်ချုပ်ရေးဖွဲ့မှာမပါဘူးဆိုတော့သူတို့ရဲ့ voice အမျိုးသမီးကလူထု90ရာခိုင်နှုန်းရဲ့ voice ကအုပ်ချုပ်ရေးမှာမပါတယ်လို့ဖြစ်နေတာပေါ့နော်ဆိုတော့ဒါပေမဲ့တွေ့ကြပြန်စဉ်းစားတဲ့အခါမှာတချို့တွေကတော့ပြောတာပေါ့နော်အမျိုးသမီးတွေအတွက်ကိုကျွန်တော်တကားမပိတ်ပါဘူးအမျိုးသမီးတွေမပါရဘူးဆိုတော့ဥပဒေမရှိပါဘူးသူတို့ကမဝင်ချင်တာသူတို့ကကျွန်တော်တို့ခေါ်တယ်သူတို့ကမဝင်လာချင်ဘူးအုပ်ချုပ်ရေးမှာမပါလာချင်ကြဘူးကိုယ်နဲ့မဆိုင်ဘူးလို့ပဲထင်ကြတယ်ဆိုပြီးတော့ပြောတဲ့သူတွေလည်းရှိတာပေါ့နော်ဆိုတော့ဒါကအရင်ကတည်းကနေနှစ်ပေါင်းရာနဲ့ချီအမျိုးသမီးတွေကအုပ်ချုပ်ရေးမှာမပါလာခဲ့တဲ့အတွက်ဖြစ်နေတာပေါ့နော်ဆိုတော့ဒါပေမဲ့ကျွန်တော်တို့ကတိုက်ရိုက်သူတို့အတွက်ကိုတကားပိတ်တဲ့ဟာမျိုးမရှိပေမဲ့သူတို့ဝင်လာဖို့ရန်အတွက် barrier ဒီအသားစီးတွေက invisible ပေါ့နော်မြင်လို့မရတဲ့၊ကင်လို့မရတဲ့အသားစီးတွေကရှိနေတယ်အဲ့ဒီအသားစီးတွေကိုကျွန်တော်တို့ကချိုးဖျက်ရမယ်ပြီးတော့မှသူတို့ကိုတွဲခေါ်တဲ့မူဝါဒတွေကျွန်တော်တို့ချမှတ်ဖို့လိုအပ်တယ်ပေါ့နော်အခုချိန်မှာကောင်းတာတစ်ခုကတော့ဥပမာကိုယ့်ရဲ့ထိန်းချုပ်နိုင်မြေတီးမှာကျွန်တော်တို့ကပြည်နယ်အဆင့်အရင်တော့ကလိုဟာခါကိုတွားပြီးတော့အရင်တင်ပြရတာမျိုးဟာခါကသဘောတူညီချက်တွေကိုတွားတင်ပြပြီးတော့သူတို့ရဲ့အမိန့်စာတွေကိုစောင့်နေရတာမျိုးမ
နေပြည်တော်ကိုအရင်တော့အဲ့လိုမျိုးအစစ်ဆက်လိုက်တယ်မလို့ကိုယ့်ရဲ့ထိန်းချုပ်နေပြီမှာကိုက self determination ဆိုတဲ့ဟာရှိနေပြီပေါ့နော်ကိုယ့်ချိန်မှာကိုယ့်ရဲ့ထိန်းချုပ်နေပြီမှာကိုကလုတ်တတ်တယ်ဆိုလို့ရှိရင်လုတ်ပိုင်ခွင့်ကကို့မှာရှိတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့အဲ့ဒီလုတ်ပိုင်ခွင့်ကိုကျွန်တော်တို့ကောင်းမွန်နဲ့အသုံးချတတ်တယ်ဆိုလို့ရှိရင်ကောင်းတဲ့အခွင့်အရေးခွင့်လန်းတစ်ခုဖြစ်တယ်အဲ့ဒီ power လုတ်ပိုင်ခွင့်ကိုအသုံးမချတတ်ဘူးဆိုရင်တော့ဒါလည်းအန္တရာယ်ရှိတယ်ပေါ့နော်ဆိုတော့အမျိုးသမီးတွေပါဝင်လာဖို့ကိုဥပမာကြီးရွာဥချုပ်ရေးမှာခွင့်ဦးပါဝင်တယ်ဆိုတော့အဲ့ဒီခွင့်ဦးထဲမှာအမျိုးသမီးတို့ပါဝင်ရမယ်ဆိုပြီးတော့ကျွန်တော်တို့မူဝါဒပြတ်ထန်းလိုက်မယ်ဆိုရင်အဲ့ဒီနှစ်နေရာကို9နေရာထဲမှာ2နေရာကိုreserve ပေါ့နော်အမျိုးသမီးတွေအတွက်နေရာထားပေးရမယ်ဆိုပြီးတော့လှုပ်လိုက်မယ်ဆိုတော့ကောင်းတဲ့အရာဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးကိုကျွန်တော်တို့ကလုတ်ပိုင်ခွင့်ကိုအဲ့လိုမျိုးနေရတယ်နော်ကောင်းတဲ့ဖက်မှာသုံးချမယ်ဆိုရင်တော့ဒါကျွန်တော်တို့မှာလုတ်ပိုင်ခွင့်တွေအတိအကျရှိကြတယ်ဗျကိုယ့်ရဲ့ထိန်းချုပ်နေပြီမှာဆိုတော့အမျိုးသမီး power လာဖို့လဲတော်လေးအရေးကြီးတဲ့အကြောင်းကိုကျွန်တော်တို့က awareness တွေပေးဖို့လိုတယ်ဆိုတော့ကြေးရွာအဆင့်ဒီမြို့နယ်အဆင့်ဒေသအဆင့်တွေမှာအဲ့လိုမျိုးတွေလဲ inclusive လို့ပြောတဲ့အချိန်မှာအမျိုးသမီးတစ်ဖွဲ့တည်းမဟုတ်ဘူးမတာဆွမ်းနေပြီးတော့မှ minority ဘာသာရေးအရာဆိုရင်လည်းလူငယ်တွေကျန်တဲ့လူနည်းစုတွေကိုလည်းဒီအုပ်ချုပ်ရေးမှာပါဝင်လာနိုင်ဖို့ကိုကျွန်တော်တို့ဒါတွေကိုကျွန်တော်တို့လုပ်လို့ရတယ်ပေါ့နော်ဒီတော်လှန်ရေးခေါင်းဆောင်လူကြီးတွေကိုစောင့်နေတာမျိုးပုံနဲ့အဲ့ဒီ file တွေလည်းကျွန်တော်တို့ကတတ်နိုင်တဲ့ဘက်ကနေဝိုင်းဝန်းပြီးတော့လုပ်လို့ရမယ်လို့ဆွေးနွေးလိုပါတယ်ဟုတ်ကဲ့ကျေးဇူးပါဆရာမီဘီယန်ကနေလက်တွေ့ကြနဲ့ကြီးစွာအဆင့်ကနေကျွန်တော်တို့တိစောက်သွားဖို့ပေါ့နော်ဟုတ်ကဲ့ညီမလေးဂျူလီရောကျွန်တော်လက်တွေ့ကျွန်တော်ကညီတော်ရဲ့အတွက်လက်တွေ့ကျွန်တော်ဘယ်လိုပုံစံပါတီဆောင်ရွက်လို့ရမလဲဟုတ်ကဲ့ပထမဆုံးကျွန်တော်တို့ရဲ့ဘုံရေမှန်းချက်ကိုအတူတူပူးပေါင်းပြီးတော့လှုပ်ဆောင်မဲ့ institution တခုကောင်းလေးတခုကတော့တည်ဆောက်ရင်ကောင်းမယ်တော့မြင်ပါတယ်ဟုတ်ကဲ့ပါကျေးဇူးပါဆိုတော့ကျွန်တော်ဆွေးနွေးလာတာနဲ့နည်းနည်းကြာလာပြီဆိုတော့ကျွန်တော်အဆုံးသတ်ဘက်ကိုကျွန်တော်ကသွားရအောင်ဆိုတော့ကျွန်တော်ကပြောခဲ့တဲ့အချိန်မှာကျွန်တော်လက်ရှိချင်းကျွန်တော်အနေနဲ့ရအတွက်ပဲဖြစ်ဖြစ်အားလုံးပါဝင်နိုင်မှု inclusive ဒီအတွက်ပေါ့နော်ကျွန်တော်ဆွေးနွေးခဲ့ကြတဲ့နေရာမှာစုပေါင်းကောင်းဆောင်မှုတွေကျွန်တော်လက်တွေ့ဆောင်ရွက်လို့ရမယ့်အားတွေပေါ့နော်ကျွန်တော်ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်ဆိုတော့နောက်ဆုံးအနေနဲ့ကျွန်တော်ကလက်ရှိကျွန်တော်ကတော်လိုင်းကြီးကိုအမြင်ဆုံးနိုင်ဖို့အတွက်တော်လိုင်းကြီးမှာပေါ့နော်လူချင်းတဲ့ပန်းတိုင်ကိုအမြင်ဆုံးရောက်နိုင်ဖို့အတွက်ကအရေးကြီးဆုံးပေါ့နော်တစ်ချက်စီဆိုရင်တော့ဘာတွေဖြစ်မလဲပေါ့နော်ဆရာတို့အနေနဲ့တစ်ချက်စီဒီနေ့ကျွန်တော်လက်ရှိအခြေအနေနဲ့အကိုက်အလေးဆုံးဖြစ်မဲ့အရေးကြီးဆုံးချက်ကဘာဖြစ်မလဲဆိုတဲ့ဟာပေါ့နော်ဆိုတော့ဆရာမမြင့်ရဲ့အနေနဲ့အရေးဆုံးဒါဆွေးနွေးပြီးပါအောင်ဟုတ်ကျွန်မအနေနဲ့နည်းနည်းလေးအဲ့ဒါမသွားခင်နည်းနည်းအရှက်တစ်ခုလေးကျွန်မနည်းနည်းဖြည့်ချင်တယ်ဒီလိုရှိတယ်ကျွန်တော်တို့ကကြတာအမျိုးသမီးဖြစ်တော့ women participation ကိုတော့ထောက်ခံတယ်ဒါပေမဲ့အရင်ကြီးမပြောချင်ဘူးတခါကျသူများတဲ့တနာကြီးဖြစ်တယ်ပေါ့နော်အခုနောက်ပိုင်းဆိုရင်ကျွန်တော်တို့ကမျိုးသမီးအနည်းဆုံး30%ပါရမယ်ဆိုတဲ့ဟာလဲကျွန်တော်တို့တွေ့တယ်ဒီဟာကလူငယ်တွေကလက်ခံတယ်လူငယ်အမျိုးသားလူငယ်တွေကနားလဲတယ်ဘလောက်အရေးကြီးတယ်ဆိုတည်တယ်ခုနရှေ့ဆရာလည်းပြောသွားတယ်ပေါ့နော်ဒါကြောင့်ဒီလိုမျိုးတွေမှာကျမတို့ကခုနကမြင်လို့မရတဲ့အရာဆိုတာကျမတို့က affirmative action လုပ်ပေးဖို့လိုတယ်ဘာလို့လဲဆိုတော့ဘောလုံးပွဲကိုချိမယ်ဆိုရင်လူပုကမြင်လို့မရအောင်ဒါပေမဲ့လူပုဒီမြင်လို့ရအောင်မပေးဖို့လိုတယ်အဲ့လိုမျိုးစနစ်ကကျမတို့လိုတယ်ပေါ့နော်မဟုတ်ဘူးနော်ဒေါင်ကောင်း6ပေရတော့ကောင်းမြင်လို့ရတယ်ဒါပေမဲ့9ပေရတော့ကောင်းမြင်လို့မရအောင်အဲ့ဆိုတော့တူနေတော့အဲ့တော့6ပေမြင်လို့ရတယ်လို့တို့တော့တွေ့ခိုင်းမှာကျမတို့ကခုနကဒီယာယီလုပ်ပေးဖို့လိုတယ်တခါကျကျမတို့ဒီယာယီလို့ပြောတဲ့အချိန်မှာတချို့အများစုမြင်တာကမျိုးသမီး30%အနည်းဆုံး30%ပါရမယ်ဆိုတော့30%ကျော်ရင်ရောဘယ်လိုလုပ်မလဲဆိုတာမေးခွန်းဖြစ်တယ်ပေါ့နော်ဒါကြောင့်30%ပြည့်လာပြီဆိုရင်ခုနကကျမတို့လှုပ်ပေးထားတဲ့မူဝါဒတွေကပုံမှန်အတိုင်း general ကွာသားပြန်ဝင်သွားနိုင်တယ်ခုနက9ဦးပါရမယ်9ဦးထက်မှာ2ဦးဆိုတဲ့ဟာတွေကဒါလက်ရှိအိန္ဒိယမှာကျင့်သုံးနေတဲ့ဟာတွေဖြစ်တယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့အလိုလိုနဲ့မျိုးသမီးရောက်လာမှာပေါ့ဆိုတော့ကျမတို့တွေကအိမ်မှာကလေးတွေမွေးလာရင်ကလေးထိန်းရတာတွေရှိတယ်ကလေးကိုပဲစစ်နေရတွေပိုးနေရတယ်ပဲအဖေကမှချင်းတော့မှဆိုပိုးတော့ခက်ရှာပဲအဲ့လိုမျိုးဖြစ်တယ်ပေါ့နော်အဲ့ဒါဒီလိုမျိုးတွေကကျမတို့ကဒီမျိုးသမီးဒီအစည်းအဝေးသွားတက်မယ်ဆိုရင်ကလေးတက်ဘယ်သူထိန်းပေးမလဲကလေးထိန်းပေးဖို့လိုလာတယ်အဖေကခေါ်သွားမှမဟုတ်သိချတယ်အဲ့တော့အဖေကိုယ်တိုင်ကလည်းအဲ့တော့ဦးစီးဖြစ်တယ်ဒါကြောင့်သူကလည်းတာဝန်ရှိမှဖြစ်တယ်အဲ့ကြောင့်ဒီလိုမျိုးတွေကျမတို့အများကြီးလုပ်ရမယ့်ဟာရှိတယ်ဒီ gender budgeting ကစကျမတို့ budget တွေဆွဲတဲ့ခါမှာအမျိုးသမီးကသူ့ကလေးခေါ်လာမယ်ဆိုရင်ကလေးထိန်းခါတွေလိုတယ်ကလေးအတွက်ပို့ပြီးမှအကုန်ကြက်စစ်ပုံများလာတယ်ဒီဟာခေါင်းဆောင်တွေကစဉ်းစားဖို့လိုတယ်ပေါ့နော်ဒါကတော့စဉ်းစားလို့ရအောင်နည်းနည်းလေးအမြင်ကျွေးလိုက်တာဖြစ်ပါတယ်ပေါ့အဲ့တော့နောက်ဆုံးအနေနဲ့ကျမတို့ခုဒီမိခုံးပေါ့နော်လက်ရှိမှာကျမတို့ဘာတွေလုပ်ဖို့လိုမလဲဆိုရင်တော့ကျမရဲ့အမြင်ကတော့တွေ့ရဲဖို့တတိလိုတယ်
ဘာလို့လဲဆိုတော့ကျမတို့ကတက်တိလို့ပြောတဲ့အချိန်မှာသူများနဲ့သွားတိုက်မှာသွားရံဖြစ်မှာအဲ့ဒါတက်တိမဟုတ်ဘူးနော်လက်ရှိချိန်မှာကျမတို့ရဲ့တက်တိလို့အပ်တယ်လို့ကျွန်မပြောချင်တာကအခုနက information အချင်းချင်းကြားမှာနားလည်ဖို့လွယ်တဲ့ဟာတွေအများကြီးရှိတယ်အဲ့တော့တွေ့ပြီးမှဆွေးနွေးရဖို့လိုတယ်ဘာလို့လဲဆိုတော့ကျမတို့တွေကထင်တဲ့ဟာတွေလေးတိလားဟိုအဖွဲ့ကဒီဟာပြောတဲ့ဒီအဖွဲ့တွေအဲ့လိုမျိုးတွေတကယ်မှန်လားတကယ်မျက်နှာချင်းဆိုင်ကျမတို့တွေ့ရဖို့လိုတယ်လို့ကျမအနေနဲ့မြင်တယ်သွားတွေ့မယ်ဆိုရင်လည်းဟိုကိုဂုံတိတ်ခါကြီးပြတ်သွားတယ်မလို့လို့အဲ့လိုမျိုးတွေကျမတို့တွေကစဉ်းစားမှမတွေ့ချင်တာတွေအဲ့လိုမျိုးတွေရှိရပေါ့နော်ဒါကြောင့်ကျမတို့ရဲ့ဂုံတိတ်ခါတွေကိုမစဉ်းစားဘဲနဲ့တိုင်းပြည်ရဲ့အကျိုးတိုင်းပြည်လုံးရဲ့အကျိုးကိုပြည်နယ်အကျိုးကိုကျမတို့ရှေ့ရှုပြီးမှပေါ့နော်ကျမတို့အခုနကတည်င်းမှားဖြတ်နေတဲ့ကိစ္စတွေနားလည်မှုလွယ်တဲ့ကိစ္စတွေကိုအချင်းချင်းကျမတို့တွေ့ပြီးမှစကားပြောရဲတဲ့တက်တီလို့အတယ်လို့ကျမအနေနဲ့မြင်တယ်ဒီဟာကတော့ကျမတို့လှုပ်တယ်ဆိုတော့အများကြီးသူ့ရဲ့နောက်စစ်ကောင်းကျိုးတွေပေါ့နော်အများကြီးကျမတို့တွေ့လာမယ်လို့မြင်တယ်ဒီဟာကကျမတို့အမြန်ဆုံးအချင်းချင်းချားမှာပေါ့နော်စီလုံးမှုကဒုတိယအဆင့်ဖြစ်တယ်အဲ့ဒီဟာကျမတို့မလုံနိုင်ဘူးလို့မစီလုံးမှုကျမတို့သွားမှာမဟုတ်ဘူးပေါ့နော်အဲ့ဒါကြောင့်ခုနကအပြန်အလှန်ညှိရဲတဲ့တက်တီပေါ့နော်စကားပြောရဲတဲ့တက်တီလိုတယ်လို့ကျမအနေနဲ့မြင်တယ်ဟိုဘက်ကမတွေ့ချင်တော့မှကိုဘက်ကအစီဝေးချိန်တဲ့တော့ကောင်းတည်င်းဖလဲတဲ့အာဟာပေါ့နော်ကိုကအရင်ချိတ်ဆက်ရဲဖို့လည်းလိုတယ်လို့ကျမအနေနဲ့မြင်တယ်ပေါ့ဟုတ်ကျေးဇူးပါ ဟုတ်ကဲ့ကျေးဇူးပါဆရာမကြီးဆိုတော့ဆရာပီတာရခဲကျွန်တော်လက်ရှိညီနှရေးအတွက်ကျွန်တော်ကအရေးကြီးဆုံးကျွန်တော်ဆောင်ရွက်ရမယ့်ဟာတစ်ခုရေးမယ်ဆိုရင်တော့ဆရာဘာလုပ်ကြမလဲဆရာလွယ်တော့မလွယ်ဘူးပေါ့နော်လွယ်တယ်ဆိုရင်တော့ရပြီပေါ့နော်ညရတာချပြီဆိုတော့လွယ်တလူလူနဲ့လည်းခက်တဲ့ဟာလည်းဖြစ်တယ်ပေါ့နော်ဆိုတော့အဓိကကတော့ခုနဆရာမပြောသလိုပဲကျွန်တော်တို့ကတွေးဆုံဆွေးနွေးမှုမရှိရင်တော့တယောက်နဲ့တယောက်နားလည်နိုင်မှာမဟုတ်ဘူးနော်သူကဘာလို့ချင်းလဲကိုကဘာလို့ချင်းလဲဆိုတော့အားရတိနိုင်မှာမဟုတ်ဘူးဆိုတော့တွေးဆုံမှုဆိုတဲ့နေရာမှာလည်းကိုက Zoom ကနေတွေးဆုံတော့လည်း in person တွေးဆုံတော့လည်းမတူဘူးပေါ့နော်ဆိုတော့ in person ကျွန်တော်တို့ကတွေးဆုံမှုကနေစရမှာပေါ့နော်နိုင်ငံရေးပြဿနာကိုစပွဲပေါ်မှာဖြေရှာတဲ့ဟာမျိုးပေါ့ကျွန်တော်တို့ဆိုတော့အဲ့လိုတွေးဆုံမှုတွေကိုကျွန်တော်တို့ကဟိုများအောက်ခြေမှာရောအောက်ခြေရဲဘော်တွေရောအုပ်ချုပ်ရလူတွေရောပြီးတော့အကောင့်ဆောင်တွေရောတွေးဆုံမှုကနေစရမှာပေါ့နော်ဆိုတော့ဒီတွေးဆုံမှုကိုလုံနိုင်ဖို့ကျွန်တော်တို့ဝိုင်းဝန်းပြီးတော့အားလုံးကလှုပ်ရှားရမယ်လို့အမြင်ပါတယ်ဒါကအဓိက first step လို့မြင်ပါတယ်ဟုတ်ကဲ့ဂျူလီကောညီမလေးဂျူလီပြောပြပါဟုတ်ကဲ့ပါခုနရှေ့ကဆရာမနဲ့ဆရာတို့ပြောသွားတာပြည့်စုံသွားတယ်ပေါ့နော်ပြီးတော့ဒီမတူညီတဲ့အရာဆိုတာ uniform ဖြစ်ဖို့မဟုတ်ပေါ့နော်အဲ့ဒါလည်းကျမတို့လက်ခံထားရင်ကောင်းမယ်လို့ထင်ပါတယ်အဲ့တော့ပြောချင်ပါတယ်ဟုတ်ကဲ့ပါကျေးဇူးပါအားလုံးဒီနေ့ပါဝင်ပြီးတဲ့အတွက်ကြောင့်ကျေးဇူးတင်ပါတယ်